ကြောင့်ကတရားမျိုးတွေဟောကြားတာလေနော်မီယိုဖလာနဲ့တော့မတူဘူးပေါ့နော်မီယိုဖလာနဲ့တော့မတူဘူးပေါ့မီယိုဖလာကတော့ဘာကိုပြောတာလဲဆိုတော့အဝိဇ္ဇာနဲ့တရားတွေသိဖို့အတွက်ဟလာအဝိဇ္ဇာကြီးနဲ့အဝိဇ္ဇာတန်လန်းနဲ့အားထုတ်ခဲ့တယ်ဦးဇင်းတို့လည်းဒီလိုပါပဲမသိမှုအဝိဇ္ဇာနေစခဲ့ရတယ်အဲ့တော့တရားအားထုတ်တယ်ဆိုတော့လာဘယ်လိုစပြီးအားထုတ်လဲဆိုတော့တန်ရောတဲ့နေရှိတယ်ဒီတန်ရောတဲ့နေဖြစ်နေတယ်တန်ရောတဲ့နေဖြစ်လဲဖြစ်တယ်ရှိလဲရှိနေတယ်တန်ရောတဲ့နေမဖြစ်မှနိဗ္ဗာန်ရမယ်ဆိုတော့တန်ရောတဲ့ကြိုးတွေဖြတ်ရတာပေါ့နော်ဖြတ်တော့တောကြောင်တောင်ကြောင်သွားပြီးတော့အဲ့ဒါဘူးတဲ့တရားအားထုတ်တာပေါ့ငါမှကိလေသာတွေရှိတယ်ပုံခန်းအောင်လုပ်ရမယ်ဆိုပြီးအဲ့လိုအားထုတ်တယ်အားထုတ်တော့ဒီတိရိပဋ္ဌာန်လမ်းကိုပဲသိတာဟုတ်ဒီတစ်ကြောင်းနဲ့တိရိပဋ္ဌာန်လမ်းကြောင်းတစ်ကြောင်းနဲ့ရှိပါတယ်ဆိုတော့ပြောထားတော့ဦးဇင်းတို့ကဒီတစ်ကြောင်းနဲ့ပဲအားကိုးပြီးတော့တရားဓမ္မတွေကိုရှာဖွေပြီးတော့အားထုတ်ခဲ့တယ်အားထုတ်ပင်အားထုတ်ညာတော့လည်းပဲမိမိတို့လိုချင်တဲ့ပန်းနိုင်ခရီးဖြစ်တဲ့ဟလာနိဗ္ဗာန်ကိုမြင်လို့တယ်ပေါ့သောတာပန်ဖြစ်လို့တယ်ပေါ့နော်သောတာပန်ဘာကြောင့်ဖြစ်လို့တာလဲသောတာပန်ဖြစ်လို့ရှိရင်အပယ်လွတ်ပြီဆိုတော့သောတာပန်ဆိုတဲ့အပွင့်လေးတင်းကျင်တာပေါ့နော်သောတာပန်အပွင့်လေးတင်းရရင်တော့ငါတော့အပယ်လွတ်ပြီလို့ရည်ရွယ်ချက်ကအဲ့လောက်ပဲထားနိုင်တယ်ထားနိုင်ပြီးတော့ဒီတိရိပဌာန်လမ်းကနေအားထုတ်တဲ့ကိလေသာတွေကိုဖြစ်ပြနဲ့မှတ်ခဲ့တဲ့ဤမျိုးစုံပေါ့နော်ဤမျိုးစုံပေါ့ဖြစ်ပြလဲမှတ်တယ်နောက်တစ်ခါစိတ်ဓာတ် အနုပဒနာရှိမှုဆိုတော့အဲပေါ်တဲ့စိတ်လေးကိုပေါ့ဗာစိတ်ပဲပေါ်ဖို့ပေါ့နော်အဲ့စိတ်လေးကိုရှုရဲအဲ့စိတ်လေးကိုရှုရဲဒါစိတ်ဓာတ် အနုပဒနာပေါ့တခါအနာဂံဖြစ်ချင်တဲ့ဝေဒနာရှုဆိုတော့ဝေဒနာကိုရှုခဲ့တယ်ပေါ့နော်အဲ့လိုရှုတာပဲဘာဖြစ်လဲဆိုတော့မရှုပဲရှိရဘယ်မှလည်းမရဘူးနော်ဘယ်မှလည်းမရဘူးဒါလည်းဆိုတော့ဦးဇင်းတို့အခုကြတော့တရားသိလာတော့ဒါတွေကိုကြာကြာနာနားလဲတာငါတို့ဘာကြောင့်တစ်ချိန်လုံးကတရားအားထုတ်ခဲ့ပေမဲ့ငါတို့လိုချင်တဲ့ဟလာမဖို့နိဗ္ဗာန်นี่သောတာပန်นี่ဘာကြောင့်မဖြစ်တာလဲဆိုတာအခုကြတော့နားလဲတာဘယ်လိုနားလဲလာလဲဆိုတော့ဒီဆရာဥမောင်မောင်နဲ့တွေ့တော့ကြတော့ဦးဇင်းတို့မကြားဘူးတဲ့တရားသူပေါ့နော်မကြားဘူးတဲ့စကားတွေကြားတော့တရားသူတွေနားလဲတာဆရာနဲ့ဘယ်လိုနားလဲလာလဲဆိုတော့ဘုရားတဲ့ပြဉ္ညတ်နဲ့မှမပယ်ရတဲ့အကြောင်းရှင်းကိုသိလာတဲ့မသိဘူးပေါ့နော်မသိဘူးပေါ့မသိတော့ပြဉ္ညတ်နဲ့ကမပယ်ရတဲ့အကြောင်းရှင်းကိုဦးဇင်းတို့နားလဲခဲ့ရတယ်နောက်တစ်ခါလောဘဒေါသတွေကစင်ကြယ်တဲ့တရားတွေပါနိဗ္ဗာန်ပို့တဲ့တရားတွေပါအဲ့လိုသင်ပေးတယ်ပေါ့နော်ဒါလည်းမကြောက်ဘူးနောက်တစ်ခါလောဘကလည်းမိဒေါသလည်းမိတောကပရိဒီဝဒုက္ခဒေါမနတာဥပါယတာဆိုတဲ့မိစတဲ့မိရတယ်ဦးဇင်းတို့ညင်းအောင်မသိခင်တော့ဒါတွေကိုညင်းအောင်မဖြစ်အောင်ကြိုးစားခဲ့တယ်ဒါပေမဲ့ဆရာကတဲ့ကြီးပြောပြတယ်အဲ့မိစတဲ့မိကနိဗ္ဗာန်ချမ်းသာတဲ့အဲ့လိုပြောတယ်ဒီမကြားဘူးတဲ့စကားလေးတွေကြားခဲ့ရတယ်ပေါ့နော်နောက်တစ်ခါဗာကြားခဲ့ရလဲဆိုတော့ခန္ဓာနှစ်စုံရှိတယ်တဲ့ဦးဇင်းတို့ကဒီတရားအားထုတ်တယ်ဆိုတာခန္ဓာတစ်စုံနဲ့ပဲနဲ့အားထုတ်ခဲ့တာလေခန္ဓာနှစ်စုံရှိတယ်ဆိုတာကြားတော့မကြားဘူးနောက်တစ်ခါခန္ဓာနှစ်စုံမဟောရဟောရင်အာရမဆိုတော့ခန္ဓာတစ်စုံပဲလူတွေကသိကြတယ်သိတော့ကြတော့ဘဒုပင်အားထုတ်ခန္ဓာတစ်စုံနဲ့တရားအားထုတ်နေလို့ကတော့တရားရနိုင်ဖို့အမှန်တမ်းမှခက်ခဲပါတယ်အဲ့တော့တကယ်ခန္ဓာကြီးကိုဟလာဦးဇင်းတို့ကခန္ဓာတစ်စုံနဲ့ဖြစ်နဲ့ဟလာအားထုတ်ခဲ့တယ်လောဘတွေမဖြစ်အောင်အားထုတ်တယ်ဒေါသတွေမဖြစ်အောင်အားမထုတ်ခဲ့ဘူးလားအားထုတ်ခဲ့တယ်ဒီမှာလဲတိရိပဋ္ဌာန်ကူးလာတဲ့လူတွေအများကြီးရှိတယ်ဦးဇင်းကိုယ်တိုင်လည်းဒီတိရိပဋ္ဌာန်ကနေပညာဒါနာနားလည်လို့ဒီပညာဒါနာကိုရောက်ခဲ့တာပဲဦးဇင်းတို့ဆိုလဲ10နှစ်လောက်အားထုတ်ခဲ့တယ်တချို့ဆိုလဲတဲရင်တို့ဟိုးကိုတို့နော်လူအနည်း20 10နှစ်အဲ့လိုတွေအားထုတ်ခဲ့ဘူးတဲ့လူတွေများပါတယ်နော်အခုကျတော့ခန္ဓာနှစ်စုံနားလည်သွားတော့ကျတော့တရားတွေကချောမွေ့သွားတယ်နော်လွယ်ကူသွားတယ်မိမိတို့လိုချင်တဲ့ဘက်ပုံနိဗ္ဗာန်ကိုနားလည်ပြီးတော့မျက်မှောက်ပြုနိုင်တယ်ပေါ့နော်အရင်တော့ခန္ဓာတစ်စုံနဲ့ဆိုဘာကြောင့်တရားမရတာလဲခန္ဓာတစ်စုံနဲ့တရားအားထုတ်ရင်ဘာကြောင့်တရားမရတာလဲဆိုတော့လောဘဖြစ်ရင်တကယ်ဖြစ်တဲ့ခန္ဓာထင်တယ်အဲ့လောဘကိုမဖြစ်အောင်အားမထုတ်ရဘူးလားအားထုတ်ရတယ်ဒေါသမြင်ရတယ်ဟောဒေါသတွေ
ရှိတာပေါ့တစုံနဲ့ဆိုတော့ဒေါသတွေမရှိအောင်ဟလာအာထုတ်ခဲ့ရတယ်ဒါပေမဲ့ဘလောက်ပဲအာထုတ်ဒီလောဘဒေါသမောဟတွေကဖြစ်လျက်ပဲတဲ့အဲ့ဒါဘာကြောင့်ဖြစ်တာလဲဆိုတော့နော်ဒီပညာသာနာရောက်တော့နားလည်သွားတာကစတုသစ္ဆံဝိနိမုတ်တော်ဓမ္မောနာမနတ္ထိတဲ့သစ္စာလေးပါးကရောနဲ့တိုးထုတ်လို့မရပါဘူးတဲ့ကဲသစ္စာလေးပါးဆိုတာဘာလဲဒုက္ခသမုဒယနိရောဓမဂ္ဂအရင်တော့ဦးဇင်းတို့ကတရားအထုတ်တဲ့ဆိုတာဒုက္ခနဲ့သမုဒယမဖြစ်မှလားနိရောဓကြီးကပေါ်လာမယ်နိဗ္ဗာန်ကြီးကဘွားကနေပေါ်လာမယ်အားတာထုတ်ခဲ့တယ်ဟလာဒီနိဗ္ဗာန်ကြီးဘွားကနေပေါ်လာမယ်ဆိုတာကြီးကဟလာအဲ့လိုထင်ခဲ့တာပေါ့နော်ဒါပေမဲ့နိဗ္ဗာန်ကိုမြင်ခဲ့လားဆိုမမြင်ဘူးဘာလို့သစ္စာလေးပါးကိုတခြားစီလုပ်ခဲ့တယ်ဒုက္ခတွေမဖြစ်မှသမုဒယတွေမဖြစ်မှနိရောဓကြီးကပေါ်လာမယ်ဆိုအားထုတ်ခဲ့တာပဲဒါပေမဲ့အဲ့ဘက်မှာကဘာတွေအကျိုးကျေးဇူးရှိတယ်လဲဆိုတော့ဇန်တွေတော့ရဘလို့ဇန်တွေရတယ်စိတ်တွေတည်ကြည်တယ်တခါလေကြာရင်အယိုးစုတွေမြင်တယ်တခါတလေကြာရင်ဖရာတွေတန်ခါတွေနဲ့ကြွလာတာတွေမြင်တာတွေမရှိဘူးလားဟိုရှိခဲ့တယ်ဒါပေမဲ့ဦးဇင်းတို့ကဒီပညာသာသနာဟောတဲ့ငြိမ်းချမ်းရေးဆရာတော်ဘုရားကြီးကဟောတဲ့တရားကိုဒီမင်းကုန်းဘက်မှာတခါတယောက်ကပေးလို့စပြီးတော့နာကြားခဲ့တယ်ပေါ့နော်မင်းတို့တဲ့တရားအားထုတ်တာတဲ့အယိုးစုတွေတဲ့တရားတွေကြွလာတာမြင်နေအဲ့ဒါကိုမင်းတို့ကတရားရပြီဖြစ်နေတဲ့ဟလားအဲ့ဒါမင်းတို့စိတ်ကဖြစ်ချင်တာတွေကို तू ကလုပ်ပြတာတဲ့မိမိတို့စိတ်ကဖြစ်ချင်တာတွေလုပ်ပြတာအဲ့ဒါကိုတရားထုတ်ရတယ်လို့သင်တို့မထင်ဘူးလားထင်တယ်တကယ်တမ်းကျတော့ကဲတရားအားထုတ်နေတော့အယိုးစုတွေပေါ်လာပြီဆိုရင်အဲ့အယိုးစုကိုကင်ခန်းစမ်းပြီးတော့တိတ်ထားလို့ရရဲ့လားရှိလို့လားမရှိလို့လားမရှိတဲ့ဟာကြီးကိုအရှိထင်ပြီးတော့အဲ့လိုအားထုတ်ခဲ့တာပေါ့နော်အဲ့ဒါကြောင့်မာယူသမင်းစာဝိညာဉ်နဲ့မျက်လက်တရားကြီးနဲ့တူတယ်မရှိတာကိုအရှိလုပ်ကြတာအခုလည်းဦးဇင်းတို့ပရမတ်နေရပြောမယ်ဆိုရင်ပုဂ္ဂိုလ်တ attva ယောက်ျားမိန်းမငါသူတစ်ပါးဆိုတာမရှိပါဘူးတဲ့ပရမတ်နယ်မှာမရှိပါဘူးတဲ့ဒါပေမဲ့ပြဉ္ညာနယ်မှာတော့ဒါတွေအရှိထားပြီးတော့အသုံးပြုရတယ်ပေါ့ရှောင်းရံဆောင်ရံနဲ့သွားရတယ်ပေါ့နော်အဲ့လိုလေးရှိတာပေါ့အဲ့တော့ပရမတ်နယ်မှာတော့ပုဂ္ဂိုလ်တ attva မရှိဘူးသူတစ်ပါးယောက်ျားမိန်းမငါသူတစ်ပါးယောက်ျားမိန်းမမရှိဘူးတဲ့ပရမတ်နယ်မှာပညာနယ်မှာတော့ပုဂ္ဂိုလ်တ attva ရှိတယ်အဖေရှိတယ်အဖေရှိတယ်ဘုရားရှိတယ်တရားရှိတယ်တန်ခါရှိတယ်နော်အဲ့လိုပညာပရမတ်ကလည်းနားမလဲခဲ့ဘူးပေါ့နားမလဲတဲ့ပြင်ဆက်တက်လာလို့ဆက်တဲ့အသိဉာဏ်လည်းမရှိဘူးအဲ့တော့အဲ့လိုဘာမှဟလာဒီဆက်မှုမရှိတဲ့တရားတွေကိုအာထုတ်ဆိုလို့လားအာထုတ်ခဲ့ရတယ်ပညာပရမတ်ဆက်တက်လားမဆက်တတ်ဘူးခန္ဓာနှလုံးရှိတာကိုသိရလားမသိဘူးဟလားနောက်နိဗ္ဗာန်ကိုသိပြီးအာထုတ်တာလားမသိပဲအာထုတ်တာလားမေးကြည့်တော့နိဗ္ဗာန်ကိုမသိပဲအာထုတ်တာအဲ့တော့အရိယပုဂ္ဂိုလ်ကြီးကဘာပြောလဲဆိုတော့ဘုဂုဆရာတော်ဘုရားကြီးကနော်အေးကွာတဲ့နိဗ္ဗာန်ကိုမသိပဲအာထုတ်တဲ့260အာထုတ်ဘာမှမဖြစ်ဘူးလို့မပြောဘူးလားပြောရင်ပြောညာတော့လဲနားလည်ခဲ့လားဆိုတော့နားမလည်ခဲ့ဘူးအဲ့တော့ဒီအသိဉာဏ်တွေမပြည့်စုံဘဲနဲ့အဲ့ဒါတရားအားထုတ်မှုကအဝိဇ္ဇာတန်လန်းနဲ့အားထုတ်နေလို့ကတော့မိမိတို့လိုချင်တဲ့ပန်းနိုင်ဘူးတဲ့ရောက်ဖို့မလွယ်ပါဘူးတဲ့အဲ့တော့သီရိပဋ္ဌာန်လန်းဆိုတာကတော့ဟလားအာစာယဂာမိယောဓမ္မဒီပညာသာသနာကတော့အပ္ပစာယဂာမိယောဓမ္မအဲ့လိုလမ်းနဲ့တွေ့မရှိဘူးလားရှိတယ်လမ်းနဲ့တွေ့ရှိတယ်ဒါပေမဲ့ဦးဇင်းတို့ကတလန်းနဲ့သွားကြလို့တရားတွေရဖို့ခင်းရင်တာနော်အာသာယဆိုတာတော့အကျင့်ပေါ့နော်အကျင့်နဲ့သွားတာကိလေသာတွေအရှိထားပြီးတော့ကိလေသာတွေကိုမဖြစ်အောင်ကြိုးစားတာဒီအပ္ပစာယကြတော့ဦးဇင်းတို့အကျင့်လမ်းမဟုတ်တော့အတိလမ်းဘယ်လိုအတိလဲဆိုတော့သစ္စာလေးပါးကိုကိုတွင်နားလည်ပြီးတော့လွတ်မြောက်ခွင့်ရတာသစ္စာတရားတွေကိုသိပြီးတော့လွတ်မြောက်ခွင့်ရပါတာအပ္ပစာယဂာမိယောဓမ္မလို့အဲ့လိုခေါ်ပါတယ်အဲ့တော့ဒီလမ်းနဲ့ဆိုရရှိတယ်ဆိုတာလည်းသင်ရှားပါတယ်ခုနဦးရင်းပြောလို့ပေါ့ခန္ဓာနှစ်စုံမရှိပါဘူးခန္ဓာနှစ်စုံဟောရင်အာရမပါတော့ကဲအဲ့ဒါဆိုနှစ်စုံကြည့်ကြောင်းပြောပြပါဆိုလို့ရှိရင်ပြောပြလို့ရပါတယ်တခုကဘာခန္ဓာလဲပြင်ဆက်ခန္ဓာဆိုတာမရှိဘူးလားပြင်ဆက်ခန္ဓာပြင်စုပါဒနဲ့ခန္ဓာဘယ်နှစုံရှိလဲတစ်စုံရှိတယ်ဝေဒနာတဏှာသင်္ခါရဝိညာဏဆိုတဲ့ခန္ဓာ၅ပါးတစ်စုံနော်ဥပါဒနဲ့ခန္ဓာအနုပါဒနဲ့ခန္ဓာအဲ့လိုနှစ်စုံရှိတယ်နော်
ဝေဒနာခန္ဓာဝေဒနုပါဒနဲ့ခန္ဓာတညက်ခန္ဓာသင်္ခါရုပါဒနဲ့ခန္ဓာအဲ့လိုနှစ်စုံမရှိဘူးလားနှစ်စုံရှိတယ်အဲ့နှစ်စုံကိုဟိုပြပြရင်တော့၅ပါးစီပေါ့နော်ခုနလိုတော့တစ်လုံးနဲ့ပြောမယ်ဆိုရင်သဘာဝခန္ဓာနဲ့ဥပါဒณะခန္ဓာဘယ်နှမျိုးလဲနှစ်မျိုးတစ်မျိုးပြောရင်လည်းပြောလို့ရသေးတယ်ဝိပဿနာနဲ့အာယုဥပါဒณะခန္ဓာဘယ်နှမျိုးရှိလဲနှစ်မျိုးရှိတယ်အဲ့နှစ်မျိုးကိုကွယ်ခြားခြားဦးဇင်းတို့နားလည်သွားမယ်ဆိုလို့ရှိရင်ပရိဝေဒကမခက်ပါဘူးเนาะနိဗ္ဗာန်ကိုဦးဇင်းတို့ဟလာအဲ့လိုခန္ဓာနှစ်စုံတွဲသွားပြီဆိုရင်နိဗ္ဗာန်ရောက်ကြောင်းဟောတော့နိဗ္ဗာန်ရောက်နေတာကိုသိအောင်ဟောမှာသေမရောက်တာမဟုတ်ဘူးငုတ်တုတ်နိဗ္ဗာန်ရောက်နေတာကိုသိအောင်ပြောပြမှာเนาะနိဗ္ဗာန်ရောက်ကြောင်းဟောမှာမဟုတ်ဘူးနိဗ္ဗာန်ရောက်နေတာကိုသိအောင်ဟောမှာအိမ်ရောက်မှနိဗ္ဗာန်ရောက်တာမဟုတ်ဘူးအခုတရားနာရင်လည်းဩငါတို့ငုတ်တုတ်ကြီးနိဗ္ဗာန်ရောက်နေပါလားဆိုတာသိအောင်ဟောပြမှာအဲ့တော့အဓိကတော့ခန္ဓာနှစ်စုံနားမလဲတော့မရဘူးပေါ့တကယ်ဖြစ်ဖြစ်တဲ့ခန္ဓာကတော့ဟလာပထဝီတေဇောအာဘောဝါယောဆိုတဲ့ဓာတ်ကြီးလေးပါမပါဘူးလားအာဂါတနအာဂါတတဝိညာဏတဆိုတာလည်းမပါဘူးလားဓာတ်လေးပါဓာတ်6ပါးပါတော့အဲ့ဒါက6ခုပေါ့နော်နောက်တကနာသီဝဆိုတာအဲ့ကဲဓာတ်လေးပါမပါတဲ့ခန္ဓာကြီးကအသက်ပါပါမလားသိကြလားအသက်မပါတော့ तू ကအသေးဖြစ်မလားအရှင်ဖြစ်မလားအသေးအတုပလို့ဘုရားကဟောတာနော်အဲ့တော့အဲ့ခန္ဓာကဥပါဒณะခန္ဓာလို့ခေါ်တယ်တနည်းအားဖြင့်ဆွဲလန်း၍ဖြစ်ပေါ်လာသောခန္ဓာအာယုဥပါဒณะခန္ဓာတစ်စုံတကယ်ခန္ဓာကြတော့ဒီခန္ဓာကြီးကြတော့ဟုတ်လားအခုတရားဟောတဲ့ခန္ဓာကြတော့ဓာတ်လေးပါးဓာတ်6ပါးမပါဘူးလားစေတနာလည်းပါတယ်ဟုတ်လားပုဂ္ဂိုလ်ဒီဒရဏဉာဏ်ကြီးကိုပုဂ္ဂိုလ်တ attva ခေါ်မယ်ဆိုရင်လည်းခေါ်လို့ရပါတယ်တဲ့နော်ဒါကတော့ဟိုအခေါ်ရှိပေါ့နော်ပုဂ္ဂိုလ်တ attva ဆိုတာတော့ဒီခန္ဓာကြီးကိုပုဂ္ဂိုလ်တ attva ခေါ်မယ်ဆိုရင်ခေါ်လို့ရတယ်အသက်ပါလို့ဒီခန္ဓာကြီးကအသက်ပါလို့သူတရားဟောလို့မရဘူးလားရတယ်တရားနာတာလည်းအသက်ပါလို့တရားနာလို့ရတာသိသွားတဲ့လူတွေကတရားနာလို့ရသေးလားတရားဟောလို့ရသေးလားမရဘူးဒီခန္ဓာကတတ္တဇီဝပုဂ္ဂလထိုက်တယ်ဆွဲလန်းဖြစ်ပေါ်လာတော့အာယုဥပါဒณะခန္ဓာကြတော့နိတ္တနာတိဝနာပုဂ္ဂလနိတ္တဆိုတာတတ္တဝမဟုတ်ဘူးတဲ့နာပုဂ္ဂလဆိုတာပုဂ္ဂိုလ်မဟုတ်ဘူးနာတိဝဆိုတာအာယုဥပါဒณะခန္ဓာတိုင်းကဘယ်ခန္ဓာပဲဖြစ်ဖြစ်အာယုခန္ဓာတိုင်းကအသက်ပါရဲ့လားအသက်မပါတော့အသက်မပါဘူးအားထုတ်ထားတာလားတဘာဝတိုင်းကအသက်မပါတာတဘာဝတိုင်းအသက်မပါလို့အသေးဆိုရင်သေအောင်အားထုတ်เสียလို့သေးလားအားထုတ်เสียမလို့ကဲသူသေးနေတာတခြားလားနိဗ္ဗာန်လားဥပါဒခန္ဓာတွေအစဉ်သေးနေတာနိဗ္ဗာန်သာမယဘယ်လိုပြောလဲဆိုတော့ဥပါဒနာခန္ဓာនិရောဓနိဗ္ဗာန်နဲ့ဥပါဒဆိုတဲ့ချုပ်ရနိဗ္ဗာန်ဟုတ်တယ်မလားအဲ့လိုပြောတာဥပါဒခန္ဓာကိုအသေးလို့သိရင်ခြားလားနိဗ္ဗာန်ဥပါဒခန္ဓာနဲ့နိဗ္ဗာန်ကခြားစီလားတစ်ထပ်သေးလားအဲ့ဒါဆိုရင်တရားမြင်ပြီလေဘာခက်လို့လဲခက်လားလွယ်လားဟမ်လွယ်ပါတယ်လွယ်တရားဝဲသိညာလို့ဟုတ်တယ်မလားအဲ့တော့ကြတော့ဒီမှာကအဲ့လိုတော့တိသွားပြီပေါ့နော်တိသွားပြီမဲ့မနောနဲ့ဉာဏ်ဆိုတာမရှိဘူးလားရှိတယ်တန်လန်းတစ်ခုကိုဝေးကြည့်လိုက်ဝေးကြည့်ကျင်းမှာပဲဉာဏ်မှာတော့မကျင်းဘူးကျင်းတယ်ဆိုတာဝိညာဉ်တိမနောတိမကျင်းဘူးဆိုတာဉာဏ်တိအဲ့တော့ဝိညာဉ်တိနဲ့ပညာတိနှစ်ခုမရှိဘူးလားရှိတယ်ဝိညာဉ်တိကအမှားတိပညာတိကအမှန်တိကျင်းတယ်ဆိုတာအမှားတိမကျင်းဘူးဆိုတာမှန်တိဟုတ်လားသူဘလောက်ကြီးပဲကျင်းတယ်လို့ဝိညာဉ်တိကဟုတ်လားပြဉာဏ်တိကမင်းကျင်းနာကြီးပြတဲ့နဲ့အဲ့ကျင်းနာကြီးကအသင်မရှိပါဘူးကွာလို့သိလို့ရှိရင်ဉာဏ်တိကိုမဆိုင်ရောက်ဘူးလားအခုလဲဟလာဒီမနောနဲ့ဉာဏ်ကတော့ရှိတာပေါ့အဲ့ဒါကတော့ဖြည့်ရှင်းဖို့နည်းနည်းခက်တယ်နော်ဒါတွေကတော်တော်ဆွေးနွေးမှတော်တော်နားလည်မှဝိပဿနာတွေရှိမှတဖြည်းဖြည်းနဲ့နားလည်မှအဲ့တော့လောကတည်းနေတော့လောကရန်ဆိုတာဖြစ်မှာပဲဖះလည်းမရှိဘူးလားရှိတယ်လေဇိန္ဒရမကဆိုသွဲဒေဝဒတကကြောင်ပေါင်းနဲ့ဆိုရင်တော့ခြေမတော့မပွဲဘူးလားဒေဝဒခေါ်အဲ့စိတ်မမှုအောင်လားဒီဒါမဲ့တဘာဝခန္ဓာကြီးကတော့ဟုတ်လားသူရဲ့ဖောက်ပြန်မှုရတော့ဟုတ်လားစူခြင်းလဲပုံမဲအေးခြင်းလဲအေးမယ်ခေါင်းကိုက်ခြင်းလဲကိုက်မယ်အားရင်နဲ့လဲနဲမယ်ဟုတ်လားတခါလေကြာရင်ဒီကိုယ့်ရဲ့တွေးတွေခြောက်ချမှုကြောင့်
ဒီအကျော်ရောအကြောင်းပေါ်တော့လားအိတ်မရတာလေးမရှိတတ်ဘူးလားရှိတတ်တယ်အဲ့ဒါအာသဝလားတဘာဝလားတဘာဝအိတ်မရတာလည်းတဘာဝပဲအိတ်ရတာလည်းတဘာဝပဲအဲ့တော့အိတ်မရတော့အာသဝထင်တော့ပြဿနာရှုပ်လာတာပေါ့နော်မနှောကဒါလည်းထင်မှာပါပဲဥဒိတို့လည်းထင်ခဲ့တာပဲငါတရားတွေသိပြီးတော့တညာလုံးကိုအိတ်မရဘူးဘာဖြစ်နေရလဲဖြစ်မှာပေါ့သူကအကျော်တွေတက်နေတော့နော်တော်တော်နဲ့အိတ်မရဘူးအဲ့တော့ကြတော့ကဲအိတ်ရလို့ဟလားအဲ့ဒါဆိုရင်ကဲစဉ်းစားကြည့်အောင်နည်းနည်းချာချာအိတ်ပြောလို့နိဗ္ဗာန်ကြီးပေါ်လာတာဟုတ်ပါ့မလားအိတ်မပြောလို့တော့နိဗ္ဗာန်ကြီးပြောက်သွားလေနိဗ္ဗာန်ဆိုတာသူကသူအိတ်ပြောမပြောအဲ့ဒါတရားအထိနိဗ္ဗာန်နဲ့ဆိုနိဗ္ဗာန်ကခဏရှိတဲ့တရားလားသာရရှိတဲ့တရားသာရရှိတဲ့တရားကိုဟလားနားလည်သွားတာလေဟလားအိတ်ရတာမရတာနဲ့ပတ်သက်ဘူးအဲ့လိုနားလည်ရအဲ့ဒါမနှောကလှဲ့တာပေါ့နော်မင်းအိတ်မရဘူးမင်းတရားတွေသိရတာနဲ့ဘလို့ဖြစ်တာဘယ်ရပါမလို့သူယောဂနဲ့သူရှိတာပေါ့အဲ့တော့အိတ်ပြောတယ်ဗျာအိတ်ပြောတယ်ကလေးတွေနစ်ချာအိတ်ပြောတယ်ကဲသူ့မှာနိဗ္ဗာန်ပေါ်ရဲ့မပေါ်ဘူးလေသစ္စာအတိမကနိဗ္ဗာန်ဆိုတာပေါ်တဲ့တရားအဲ့တော့သာသနာမှာတော့ဒီပရိဝေဒရောက်ဖို့အတွက်မိမိတို့အစစ်စစ်နေတော့ရှိတာပေါ့နော်ပရမတပ်ပုတိတာတန်တေဝဟလားဆရာသမားကောင်းကိုရှာပါဟလားအဲ့လိုမျိုးယောနိသောမနတိကာရတင်းတင်းစွာနှလုံးသွင်းပါဆိုတာတရားရဖို့အတွက်အကြောင်းတွေပဲလေကဲသူတို့ဟောတာဘာမှလည်းမဟုတ်ပါဘူးကွာငါတို့ကတော့တီဗီသားတွေပါမတီသေးပဲတီဗီတွေထင်တယ်ငါတို့ကဘာကြီးပဲငါတို့ကရာရှိကြီးပဲအဲ့လိုမာနတွေတင်းပြီးတော့သစ္စာတရားတွေမနာကြဘူးဆိုလို့ရှိရင်ပရိဝေဒဉာဏ်ဖြစ်ပါမလားမဖြစ်ဘူးမာနတွေခံလို့မရဘူးမာနကင်းစင်မှာနိဗ္ဗာန်ဝင်မယ်နော်မာနကင်းစင်နိဗ္ဗာန်ဝင်ဥဒိတို့လည်းဒီတိုင်းပဲဒီဆရာမောင်ဟောတာဆရာမောင်ကလူလေဥဒိတို့ကအဲ့တရားယဟန်လေဒါမဲ့ဥဒိတို့ကယဟန်ဆိုပြီးတော့အထက်ကြီးကနေလို့မရနေလို့ရရလားသူကသစ္စာတွေခေါ်နိုင်တယ်လေသစ္စာတရားတွေပြီးနိုင်တယ်လေအဲ့တော့ဆရာဆိုပြီးတော့လာနှစ်ချာချာခေါ်ပြီးတော့ဒီသူ့တရားတွေကိုသဘောကျပြီးတော့ဦးဇင်းတို့လိုက်စားခဲ့လို့လေအခုပရိဝေဒတွေခေါ်ကြနိုင်တာမဟုတ်ဘူးလားငါဘိုးကြီးပဲတူဟောတာနားထောင်ကြမှာဘူးနားမထောင်နိုင်ပါဘူးအဲ့လိုဆိုရင်ကဲအဲ့သစ္စာတရားတွေနဲ့လွဲမှာပေါ့နော်မာနာကင်းစင်မှာနိဗ္ဗာန်ဝင်မယ်အဲ့တော့မာနာကင်းစင်နိဗ္ဗာန်ဝင်ဆိုတာမာနာလေးကြီးခွာချပြီးတော့တရားဆိုတာယောနိတော်မနတိကာရတင်းစွာနှလုံးသွင်းရတယ်နော်နောက်ဒီတစ္ဆာဟောတဲ့ဆရာကိုရှာပါတော့1992ကြိမ်မြတ်စွာဘုရားကမှတ်မှာဘူးလားဒီလောက်အရေးအတွက်ဒီဘာကြောင့်မှာတာလဲအရေးကြီးလို့လားမကြီးလို့လားအရေးကြီးလို့ဦးဇင်းတို့ကအခုကြတော့အာထုတ်တဲ့ဘက်ကပဲများနေတယ်ဒီတစ္ဆာတရားတွေကိုနားထောင်ဖို့ကြတော့နားတွေကအမတန်မှရှားပါတယ်အဲ့တော့လက်သေးကွန်တုတ်တန်လို့လည်းပြောတာပေါ့နော်ဒါမဲ့ဒီတရားကလည်းတကယ်လိုက်သားတဲ့လူပြောမယ်တကယ်လူတွေနားလည်လာမှာဆိုအလွယ်တကူနဲ့ဟလားတန်တိတိကအကာလိကနဲ့ကျွတ်တန်းဝင်လာတဲ့လမ်းကြီးပါအဲ့တော့ဘုရားဆရာတော်ဘုရားကြီးကလည်းဘာပြောလဲဆိုတော့အေးကွာတဲ့ဆရာတော်ကြီးကအားထုတ်ခိုင်းတာနော်အေးကွာတဲ့ငါအားထုတ်ခိုင်းတဲ့လမ်းကလည်းဝိပဿနာငါရှုခိုင်းတဲ့ဝိပဿနာလည်းအားထုတ်ရတဲ့လမ်းကလည်းဟလားကိုယ်လောင်းကိုထမ်းပြီးတော့သွားမယ်လမ်းတဲ့အဲ့ဒါဝေသောလမ်းမှာပါတဲ့ဝေသောလမ်းလို့မပြောဘူးလားပြောတယ်အဲ့လမ်းကမသွားကြပါနဲ့တဲ့သူကိုယ်တိုင်တားတယ်နော်သစ္စာသိတဲ့လမ်းသွားကြပါတဲ့ဟလားသစ္စာဟောလို့သစ္စာနားလည်မယ်ဆိုရင်တဲ့ယခုဘဝတွင်နိဗ္ဗာန်ဝင်လိုချင်လို့ရချင်လို့ဟလားအားထုတ်ကြတဲ့ပုဂ္ဂိုလ်များတဲ့သစ္စာတရားနာကြားမယ်ဆိုရင်တဲ့ယခုဘဝတွင်နိဗ္ဗာန်ရပါတယ်လို့မဟုတ်ဘူးလားဒီကနေ့နားလည်ရင်ဒီကနေ့နိဗ္ဗာန်ဝင်တယ်တဲ့သစ္စာဟောတဲ့လူနဲ့လည်းတုတ်တရားမယ်ဟောတဲ့သစ္စာတရားတွေကိုလည်းနားလည်ရအောင်ကဲအဲ့လိုမဟုတ်ဘူးလားတချို့ကြတော့ပြောတာမင်းတို့ကွာကိုအိမ်ခမိန်နေနဲ့တောကြောင်လည်းမပြောင်းနိုင်တောတဲ့လည်းအာမထုံနိုင်ဘလို့လို့တရားကရပါမလဲဖရာတောင်မှလေးသိချင်းကဘာတသိန်းဆိုမလုပ်ကြဘူးလားသူတို့ကပြောကြတယ်ဝါတပင်တစ်ပင်အရာမရောက်ပဲတရားတူမရဘူးမပြောကြဘူးလားမယုံဘူးလားယုံခဲ့တာဟုတ်တယ်မလားဘုရားရဲ့တရားကဝိပဿနာဝါဒ
အဲ့ဒါကြောင့်ဘုရားတရားတော်ဘုရားကြီးကလည်းသူများပါဇက်မှာလမ်းမဆုံးပါသည်နဲ့တဲ့နော်အဲ့တော့သူများပါဇက်တော့လမ်းမဆုံးဖို့ရေးကြည့်တယ်အဲ့တော့ဝိမု ക്തി တရားဆိုတာဘယ်လောက်ထိလွယ်လဲတဲ့ဟလားဒုက္ခပရိပဒါခိက္ခပညာဒုက္ခပရိပဒါဆိုတာဟာလွယ်ကူလင်းမြန်ချမ်းသာတဲ့လမ်းနော်ချမ်းသာတာနဲ့နိဗ္ဗာန်ကိုသွားတဲ့လမ်းဟလားကိုလိုကြီးကျင့်မှဒီလိုကြီးကျင့်မှခြေတစ်ပေါင်ကျိုးကျင့်မှပက်လက်ကြီးကျင့်မှဇောက်လိုကြီးကျင့်မှဟိုတင်ချိုင်းနေသွားမှဒုတင်နေဆောင်ပြမှအဲ့လိုမဟုတ်ဘူးအတိညာရဖို့ပဲအခုသစ္စာဟောလို့သစ္စာနားလဲသွားရင်ကဲကြွတမ်းဝင်ဘူးလားဝင်းနေဆိုတာတာရကတွေရှိတယ်လေဟလားမြတ်စွာဘုရားရှင်ဟာပုပ်ပွင့်ခြင်းမှာဓမ္မစကြာတရားကိုဟောတယ်နော်ဘုရားရှင်တိုင်းဒီဓမ္မစကြာတရားကိုဟောခဲ့တယ်အဲ့မဲ့လူတွေကကောတညာဝဘဗန္တိယအတ္တတိမဟာနံဒီ၅ပါးကကြွတမ်းဝင်ဘူးလားကြွတမ်းဝင်တယ်ယန္တာဖြစ်သွားတယ်နောက်နတ်မြတ်မှာစัจจิကတိဆိုတာနဲတဲ့အာမဟုတ်နော်စัจจิကတိစัจจิကတိလည်းကြွတမ်းဝင်ဘူးလားလူသားတွေက၅ဦးနတ်မြတ်မှာစัจจิကတိဒီဓမ္မစကြာတရားကိုနာကြားပြီးတော့ကြွတမ်းဝင်သွားကြတာတိတိပဋ္ဌာန်ဆိုတာဘာတော်20နောက်ပိုင်းကြာမှာဘယ်မှာဟောတာလဲဆိုဘုရုတိုင်းမှာဟောတာကဲတိတိပဋ္ဌာန်ကိုဘာကြောင့်ဟောတာလဲဆိုဒီပညာသာသနာနဲ့ဘုရားချုပ်ခဲ့ပြီလေပုံကျွတ်ခဲ့ပြီဒီပညာသာသနာနဲ့ကျွတ်နိုင်တဲ့လူမရှိတော့ဘူးဒီအကျင့်လန်းနဲ့ကျွတ်မဲ့လူပဲရှိတော့တယ်ဆိုတိတိပဋ္ဌာန်တော့ကိုဝါတော်20နောက်ပိုင်းဘုရုတိုင်းမှာဟောတာမဟုတ်ဘူးလားအဲ့တော့လမ်းနဲ့တွေ့ရှိတာမသေးကြဘူးလားပညာသာနာနဲ့ကျွတ်ဖို့ပုံမှုတွေမရှိတော့ဘူးအကျင့်လန်းနဲ့ပဲကျွတ်တော့မယ်ဆိုပြီးတော့ဟောတာဒါဖြစ်ရင်ဦးဇင်းတို့ကတိတိပဋ္ဌာန်ကဘုရားဟောပဲအဲ့ဒါတွေကမှားနေလို့လားလို့မေးเสียရှိတယ်အဲ့ဒါလည်းမမှားပါဘူးနော်ဘုရားဟောပါပဲဒါမဲ့အဲ့ဒါကဝေသောလန်းဆိုတာဘုဘုဆရာတော်ဘုရားကြီးကိုယ်တိုင်ဟလားမပြောဘူးလားပြောတယ်ဥမာပင်လယ်တစ်ခုကိုကူးမဲ့ဆိုလို့ရှိရင်လက်ပြည့်ကူးတဲ့လူနဲ့ပင်လယ်ကူးနဲ့တမောနဲ့သွားတဲ့လူနဲ့ဘယ်ဟာအရင်ရောက်လက်ပြည့်ကူးတဲ့လူကငမန်းနေတယ်တွေ့နိုင်တယ်မိချောင်းနေနဲ့လည်းတွေ့နိုင်တယ်ရေပွဲနေနဲ့တွေ့နိုင်တယ်ပင်လယ်ထဲလည်းနစ်မြုပ်ပြီးတော့တည်ပြီးတော့ဥပကံကိုရောက်ချင်မှရောက်တယ်ကဲတမောနဲ့ကူးတဲ့လူကဟလာအန်ရကင်းကင်းနဲ့ပူလိုချင်တဲ့နေရာကိုမရောက်ဘူးလားအလွယ်တကူရောက်တယ်အဲ့လိုပဲဒီတိတိပဋ္ဌာန်လမ်းဟလာလက်ပြကူရတဲ့နဲ့တူတယ်ဒီပညာသာသနာကချမ်းချမ်းသာသာနဲ့တမောကြီးစီးသွားတယ်နဲ့တူတယ်မကင်တမောကြီးကိုစီးပြီးသွားတယ်တူတယ်နော်ဝိပဿနာဆိုတာကလည်းနောက်တစ်ခါရှင်းပြနော်ဝိပဿနာဆိုတာလောစတိပလုံစတိလောကောဆိုတော့လောကုတ္တရာမဲ့လားလောကီမဲ့လားလောကီမဲ့ကမဲခင်၅ပါးလား၈ပါးလား၅ပါးသူကနိဗ္ဗာန်မြင်ပြီလားမမြင်ဘူးနော်လောကီမဲ့ပဲရှိတယ်သူကလောကုတ္တရာဖြစ်ဖို့တာအကြောင်းအထောက်ပံ့နေနေတာဖြစ်တယ်သူကလောကုတ္တရာမဲ့မဟုတ်ဘူးဒီဘက်ကပညာသာနာတော့ပညာရှိနေတာဟလားလောကုတ္တရာမဲ့ကိုတန့်ဟောတာမဂ္ဂင်၈ပါးကိုအပြည့်ဟောတာနော်အဲ့ဒါလောကုတ္တရာမဲ့သစ္စာတရားတွေဟောတာနိဗ္ဗာန်ကိုသိသွားရင်မဂ္ဂင်၈ပါးမပြည့်ဘူးလားမဂ္ဂင်၈ပါးဖြည့်လို့ပြည့်တာလားနိဗ္ဗာန်မြင်လာမှပြည့်မှာလားနိဗ္ဗာန်မြင်မဂ္ဂင်၈ပါးလည်းအော်တိုမပြည့်ဘူးလားမဂ္ဂင်၈ပါးဘာတွေရှိလဲသမာဓိဋ္ဌိသမာသင်္ကပ္ပသမာဝါစာသမာကမ္မန္တောသမာဓိဝသမာဓိသမာဓိမဂ္ဂင်၈ပါးပြည့်တယ်နော်မဂ္ဂင်၈ပါးပွားလို့ဟလာမဂ္ဂင်၈ပါးပြည့်တာမဟုတ်ဘူးနိဗ္ဗာန်မြင်မဂ္ဂင်၈ပါးကအော်တိုမပြည့်ဘူးလားအော်တိုပြည့်သွားတာဒီဘက်ကလောကုတ္တရာမက်ကိုဟောတာဟိုဘက်ကလောကီမက်ကွာခြားချက်မရှိဘူးလားရှိတယ်ကဲကိုယ်တွေလည်းဒီလောကီမက်နဲ့အာထုတ်ကြတာပဲတောတပံဖြစ်ဖို့ဆိုတာဖြစ်တဲ့လူတော့ရှိရတော့မဖြစ်ဘူးလို့မပြောဘူးဖြစ်လို့ဖြစ်မှလည်းသူကသိကြမှသိမှာဖြစ်လို့ဖြစ်မှလည်းသိကြမှသိမှာကဲဟုတ်ပြီတောတပံဖြစ်ပြီပဲထားသရဂံတကအစင်မတက်ရဘူးလားတက်ရတယ်အဲ့သရဂံလည်းဘယ်တော့ဖြစ်မှလည်းမသိဘူးဥပဘဝဖြစ်မှလားနောက်ကဘာတရားမှဖြစ်မှလားမသိဘူးတောတပံသရဂံနောက်တခါနာဂံအနာဂံတော်မှသူ့မှာဟဲ့လားဒီမဲ့လေးခုနဲ့တွားတဲ့အတွက်ကိလေသာသုံးပုံပဲကုန်တဲ့အတွက်တပုံကြံသေးတယ်ကိလေသာအစင်မရှိဆိုတာအနာဂံတော်မှသိရဲ့မသိဘူးမသိတဲ့အတွက်သူဘဝကြံသွားတာသူတို့ကယဟန္တာဖြစ်မှာကိလေသာကုန်မှာနော်ဒီဘက်ကယဟန္တာလည်းမဖြစ်ဘာမှလည်းမဖြစ်သောတာပန်လည်းမဖြစ်ကိလေသာအသိကုန်ပါတယ်သူ
တိအောင်နားလဲအောင်ဟုတ်လားကဲကိလေသာအစဉ်ကုန်တာတခြားလားနိဗ္ဗာန်လားသိတဲ့ဉာဏ်ကတခြားလားမဉဏ်မဉဏ်လွယ်ဘူးလားလွယ်ဟောပြတယ်မှာဘုန်းကြီးနာဟုတ်တယ်မလားအဲ့လိုပေါ့နော်ဒီဘက်ကဘာမှသောတာပန်လည်းဖြစ်သရဂံလည်းဖြစ်ကိလေသာအစဉ်ကုန်တာသိသွားတဲ့ဉာဏ်ဒီဟလားဉာဏ်နာများသိတဲ့ဉာဏ်နဲ့ထပ်တူခံများတူပါတယ်နော်အဲ့လိုမျိုးပေါ့ဒါပုဂ္ဂိုလ်တ attva နဲ့ကုန်တဲ့ကိလေသာမဟုတ်ဘူးဟလားဓမ္မကိုသစ္စာတရားတွေကိုကုန်ပြီးတော့သိပြီးတော့ကုန်တဲ့ကိလေသာဟိုဘက်ကပုဂ္ဂိုလ်တ attva ကုန်တဲ့ကိလေသာတူရဲ့လားမတူဘူးအဲ့တော့ဒီဘက်မှာကိလေသာဘာလို့အသိကုန်တာလဲဆိုတော့ခန္ဓာနှစ်စုံကွဲပြီကွဲတဲ့အတွက်ဟလားတကယ်ဖြစ်ဖြစ်တဲ့ခန္ဓာကြီးကတော့ဝိပဿနာခန္ဓာကြီးကတော့ဖြစ်ဖြစ်သမျှယုတ်ဒုက္ခတုတ်တန်ကြမှာသုံးလိမ့်ကြီးတဲ့တုတ်တန်ကြတော့မီးရှို့တော့ဘယ်ရောက်သွားပြဖြစ်သွားသူကအပယ်ဟောပို့နိုင်နိဗ္ဗာန်ဟောပို့နိုင်တကယ်ခန္ဓာကြီးကအပယ်လည်းမပို့နိုင်ဘူးနိဗ္ဗာန်လည်းမပို့နိုင်ဘူးเนาะအဲ့တော့သူ့ကိုတန်ဝေကအနေနဲ့တော့ဟလားနားလဲအောင်တော့သူ့ရှုလို့ရတော့ဗောเนาะဒါပေမဲ့မဉ္ဇဉ်ပူဉ္ဇဉ်ဖြစ်ဖို့အတွက်တော့သူနဲ့မဆိုင်ဘူးမဉ္ဇဉ်ပူဉ္ဇဉ်ဖြစ်ဖို့ကြတော့တကယ်ခန္ဓာကိုသိရမှာလားအာယုဥပါဒနဲ့ခန္ဓာသိရမှာလားတကယ်ခန္ဓာကြီးကတော့ဓာလီပါနဲ့ကြောက်ပါစေတာတတ္တစီပါပုဂ္ဂလထိုက်တယ်ဥပါဒနဲ့ခန္ဓာကတော့အာယုမှာဥမာရွှေတုံဘုရားကိုအာယုပြုတယ်ကိုမြည်လေးနိုင်ငံသားမှာအာယုကိုသားလေးကတမောလိုက်နေလို့အာယုပြုတယ်တကယ်သားလားအာယုသားလားအာယုသားအဲ့အာယုကိုသိရမှာအဲ့ဒါကြောင့်ပုဂ္ဂိုလ်ဆရာတော်ဘုရားကြီးရတယ်ဗာဟောတယ်အာယုကိုသိမကန့်ကြီးလွိတန္တရာတဲ့အာယုကိုတိတာနဲ့ဟလာတန္တရာလွတ်ပါတယ်လို့ဟလာဓာတ်တော်ကြပါတယ်ဘုရားဆရာတော်ဘုရားကြီးဟောသွားတာဒါအရိယာတွေရဲ့စကားကိုဟလာတဘာဝယုတ်တိအာဂမယုတ်တိအဓိကမယုတ်တိဆိုယုတ်တိ၄တန်းနဲ့ဦးဇင်းတို့တိုက်ပြတာနော်ဒါအရိယာတွေကဟောအာယုကိုတိတာနဲ့တန္တရာကလွတ်ပါတယ်ဘာကြောင့်အာယုကိုတိတာနဲ့တန္တရာလွတ်လဲဟလာတန္တရာကဘာကြောင့်လဲတာလဲဟလာအဲ့ဒါနားလဲဖို့ပဲတန္တရာဆိုတာကတကယ်ခန္ဓာကြီးကတဏ္ဍာမလဲနိုင်ဘူးဥပါဒခန္ဓာကတဏ္ဍာလဲတာတဏ္ဍာဆိုတာတခြားလားအာယုဥပါဒနဲ့ခန္ဓာလားတဏ္ဍာဆိုတာလည်းအာယုဥပါဒနဲ့ခန္ဓာဒုက္ခဆိုတာကောအာယုဥပါဒနဲ့ခန္ဓာဟလားဝရကတော့တဲ့ဒုတတမဆိုတာလည်းအာယုဥပါဒနဲ့ခန္ဓာနောက်တစ်ခါသူ့ရဲ့နာမည်ရှိသေးတယ်နောက်တစ်ခုကပါလဲမာတော့တဲ့စိတ်နဲ့တူတယ်နော်လူတတမဆိုတော့ဒီဥပါဒณะခန္ဓာကဘယ်အချိန်မှ तू ကလူတတမအဖြစ်ကျေစုပြုလဲဆိုတော့အဲ့ဆွဲလန်းတဲ့စိတ်တွေလောဘစိတ်တွေဒေါသစိတ်တွေတောကစိတ်တွေမိစတဲ့မိတွေလောကထဲနေမှနေပြီဆိုရင်အကြောင်းတရားမဖြစ်ဘူးလားဖြစ်တယ်အဲ့ကိလေသာတွေကဟလားမြင်ရတဲ့ကိလေသာတွေကအာယုံမှာ तू ကဖြစ်နေပြနေတဲ့တရားမဟုတ်ဖြစ်ပြီးပြက်ပြီးမှမြင်ရတယ်အတုတွေလားအစစ်တွေလားအတုတွေအရိပ်တွေအစ်စ်မဟုတ်ဘူးအဲ့ဒါကိုအစ်စ်ထင်ရင်တော့ဟလားတဏ္ဍာလဲမှာပဲအဲ့ဒါကိုအစ်စ်ထင်ပြီးတော့သူငါတို့ယူမယ်ဆိုရင်အပယ်ကြမှာပဲဟလားအဲ့ဒါတွေကိုမရှိတာတွေအရှိထားတယ်အရိပ်တွေကိုအကောင်လုပ်တယ်ဆိုရင် तू ကဟလားနိဗ္ဗာန်သွားမဲ့လမ်းခီးကို तू ကတားမှာပဲအပယ်လဲပို့မယ်တဏ္ဍာလဲလဲမယ်ဘဝစက်တိုင်းလည်းဟလားခေါင်းပြောင်းပြီးတော့သေရမှာဘယ်သူလက်ချက်လဲဥပါဒဏ်ရဲ့လက်ချက်အဲ့ဥပါဒဏ်ကလည်းဘယ်အချိန်သက်ဝင်လဲဆိုသူ့ကိုအရှိထားတဲ့လူမှန်တယ်ဗျနော်သူ့မှာဆွေမျိုးလည်းမရှိဘူးမိသားစုလည်းမရှိဘူးသူကတန်တာပို့မှာခေါင်းပြောင်းသေးအောင်ဖန်ဖန်တလဲလဲဥအောင်တောင်သေးအောင်တက်တဲ့တရားခံဒီဇာလာဥပါဒณะခန္ဓာသူ့ကိုအရှိထားမှဟလားသူ့ကိုပုဂ္ဂိုလ်တ attva လို့ယူမှသူကဟလားအပယ်ပိုးတဲ့တရားတဏ္ဍာလဲတဲ့တရားဖြင့်တည်ရှိနေတာကဲသူ့ကိုမြင်ရတဲ့အချိန်မှာတော့ဟလာဥပ္ပတို့ဖြစ်ပြီးပြက်ပြီးတဲ့တရားတွေပါအတုတွေပါဖြစ်စဲလည်းမရှိပြက်စဲလည်းမရှိအစင်မရှိတဲ့တရားတွေပါဆိုရင်သူ့အစင်မရှိတာဒီရှားလားနိဗ္ဗာန်လားဥပါဒဏ်ခန္ဓာအဲ့ကြတော့အပယ်ပို့တာလားနိဗ္ဗာန်ပို့တာလားဘာတတ္တိပြောင်းသွားလဲနော်အပယ်ပို့တဲ့တတ္တိကနေနိဗ္ဗာန်ပို့တဲ့တတ္တိကိုပြောင်းသွားတယ်ဟုတ်တယ်မလားဥပါဒဏ်ခန္ဓာကသူကတရားခံမဲ့ဇက်ကောင်မဲ့အပယ်ပို့တာလဲသူနိဗ္ဗာန်ပို့တာလဲသူလဲအဝိဇ္ဇာနဲ့ပေါင်းရင်တနည်းအားဖြင့်အပယ်ပို့မယ်တဏ္ဍာလဲမယ်ဝိဇ္ဇာဉာဏ်နဲ့ဆိုရင်အပယ်လွတ်မယ်နိဗ္ဗာန်ရောက်မယ်ဟုတ်တယ်မလားဥပါဒณะခန္ဓာအကြောင်းကိုဘုရားကဟလားယင်ဝလံသူဥကောင်းမီလောင်ဘာ
ခေါင်းမျိုးမငြိမ့်နဲ့ရင်ဝါလာကိုနှုတ်ပါနဲ့တဲ့ဥပါဒณะခန္ဓာကိုသိအောင်လုပ်ကြပါတဲ့ဥပါဒณะခန္ဓာကိုမသိမှတော့တဏ္ဍာထဲမှာဟလာအမှောင်တော်ကြီးထဲမှာတပြောင်းပြောင်းတလန်လန်နဲ့ဦးချင်းစိုးနာချင်းစိုးသိချင်းစိုးတွေမကြုံအောင်လားအပယ်ပေးတွေလည်းအချိန်ချင်းကြုံရမယ်အဲ့ဒါဘာပြစ်မှုလဲဥပါဒณะခန္ဓာကိုမသိလို့တနည်းအားဖြင့်အာယုံဇာတိကိုမသိလို့ကဲအာယုံဇာတိဆိုတာလဲတခြားလားဥပါဒณะခန္ဓာလားဇာတိကိုသိဖို့ခက်တယ်တဲ့ဥပါဒณะခန္ဓာကိုဇာတိလို့မြင်ဇာတိသိဖို့မခက်တော့ဘူးနောက်တဏ္ဍာဆိုတာလဲခြားလားဥပါဒณะခန္ဓာလားတဏ္ဍာကိုသိဖို့ခက်တယ်တဲ့ဥပါဒณะခန္ဓာကိုသိတဏ္ဍာကိုသိတာပဲဘာလို့တဏ္ဍာကိုလဲသိအောင်ဥပါဒณะခန္ဓာအဝိဇ္ဇာနဲ့ပေါင်းပြီးမလုပ်ဘူးလားတဏ္ဍာဆိုတာလဲဥပါဒณะခန္ဓာဇာတိဆိုတာလဲဥပါဒณะခန္ဓာနောက်တစ်ခါလေးချက်ဘုရားဆရာတော်ဘုရားကြီးဟောခဲ့တာနော်ကြောက်တာမှာကုရတိရှိပါတယ်တဲ့တွားကြည့်ပေါ်မရပူရမှာရှိတယ်တဲ့အဲ့တော့တတ္တမစိတ်သုံးဖို့ခက်တယ်ဆိုတော့အရင်တော့ကတော့ဦးဇင်းတို့ပုဂ္ဂိုလ်တ attva မဟုတ်အောင်လုပ်တာပေါ့နော်အားထုတ်တာပေါ့အခုကျတော့ဒီပညာသာမဏတာတော့ပုဂ္ဂိုလ်တ attva မဟုတ်အောင်အားထုတ်ခိုင်းတာမဟုတ်ဘူးပုဂ္ဂိုလ်တ attva မဟုတ်တာကိုသိသွားတာကိုသိလို့ပုဂ္ဂိုလ်တ attva မဟုတ်တာလားပုဂ္ဂိုလ်တ attva ကအစင်မဟုတ်တာကိုသိတာအာယုန်တိုင်းအာယုန်တိုင်းကပုဂ္ဂိုလ်တ attva ဟုတ်လားအဲ့တော့ပုဂ္ဂိုလ်တ attva အစင်မရှိပါဘူးဆိုရင်ဒိဋ္ဌိအစင်ပြုတ်ပြီဒိဋ္ဌိအစင်ပြုတ်ရင်ဘယ်ကခဏလွတ်တာလားသာရလွတ်တာလားသာရလွတ်အောင်လုပ်ရတာလားဘယ်ကလွတ်ပြီးသားလားအပယ်လွတ်ကြောင်းဟောတာလားအပယ်လွတ်နေတာကိုသိအောင်ဟောတာလားအဲ့ဒါပညာသာနာပဲတေမလွတ်တာမဟုတ်ခုလွတ်တာခဏလွတ်တာမဟုတ်သာရလွတ်တာတဲ့နော်အဲ့ဒါအာယုံကိုသိရဲ့ကြိုးကျေစုပဲရင်တော့အာယုံကိုမသိတဲ့အတွက်အာထုတ်ခဲ့တဲ့အတွက်အပယ်ဆိုတာလည်းမသိဇာတိဆိုတာလည်းမသိတတ္တမစိတ်သုံးဆိုတာလည်းမသိလို့မသိမှုနဲ့အာထုတ်ပြီးတော့ဘယ်မှလည်းမရဘူးအဲ့တော့ဆရာတော်ကြီးတပါးဘာပြောလဲဆိုတော့မင်းတို့တီကောင်သွားမသွားကြနဲ့တီကောင်သွားမသွားကြနဲ့ဆိုတော့တီကောင်တွေကမျက်စိပါမျက်စိမပါတော့သူကမိုးရွာတော့တွင်းထဲကနေထွက်ပြီးတော့သွားကြရင်သွားတာပေါ့ချီကကျဲဥဘဲဥတွေနဲ့တွေ့တော့အသိမခံဘူးလားအဲ့ဒါကြောင့်မတီသွားနဲ့တဲ့အကန်းသွားမသွားနဲ့နော်အခုအဲ့ဒါဒီမျက်လုံးဖွင့်ပေးတာပေါ့နော်အဝိဇ္ဇာမျက်လုံးကဝိဇ္ဇာမျက်လုံးဖွင့်ပေးတာပေါ့နော်အဲ့တော့ဥပါဒณะခန္ဓာကလာခုနမှာတော့အသိနဲ့တူတယ်လူသားသမားလို့ပြောတယ်အဲ့ဒါမှန်တယ်အဲ့ဒါဝိဇ္ဇာနဲ့ပေါင်းတာအခုဥပါဒณะခန္ဓာကအာယုံမှာဖြစ်ပြီးပြက်ပြီးတဲ့ဓမ္မတွေဘာကြောင့်ဖြစ်ပြီးပြက်ပြီးပြောတာလဲစိတ်နဲ့စိတ်ပြန်ဖြစ်တဲ့နေရာမှာရှိလားစိတ်တကယ်ပြက်ကလက်ပြောက်တစ်ပြက်မှာဂရေသိမ့်မြင်ဘူးလားဉာဏ်နဲ့စိတ်ကြိုမြင်နိုင်ပါမလားမမြင်နိုင်ဘူးဖြစ်ပြီးပြက်ပြီးအာယုံကြမှာမြင်ရတာမြင်ရတဲ့အဲ့လောဘဒေါသတွေအာယုံမှာဟလာလောဘလည်းအာယုံစိတ်ဒေါသလည်းအာယုံစိတ်တောကလည်းဖြစ်ပြီးပြက်ပြီးတဲ့အာယုံစိတ်မောဟတွေကလည်းဖြစ်ပြီးပြက်ပြီးတဲ့အာယုံစိတ်မိစ္ဆတဲ့မိရလည်းဖြစ်ပြီးပြက်ပြီးတဲ့အာယုံစိတ်တွေအကောင်တွေလားအရေးတွေလားအဲ့ဥပါဒณะခန္ဓာအရေးတွေရှိတဲ့တရားလားမရှိတဲ့တရားသူမရှိတာခြားလားနိဗ္ဗာန်လားမရှိတဲ့အတွက်သူ့ကိုပယ်တရားလို့သေးလားခြားလားနိဗ္ဗာန်ချမ်းသာကဲဥပါဒณะခန္ဓာကနိဗ္ဗာန်လည်းဟုတ်တယ်နိဗ္ဗာန်ချမ်းသာလည်းဟုတ်တယ်ကဲအဲ့ဒါကိုဘယ်နဲ့ဟောတာလဲဆိုရင်ပရမတ်နဲ့ပညာနဲ့ကတော့မကြည့်နဲ့ပရမတ်နယ်ကဟောရင်ပရမတ်နားနဲ့ပဲနားထောင်ရတယ်ပညာနယ်ကကြည့်မယ်ဆိုတော့အပြစ်တင်မှာပေါ့ဟာဘုရားဟောတာလောဘနဲ့သိပိတ်တာဒေါသနဲ့သိငရဲမောဟနဲ့သိတိရစ္ဆာန်ဆိုတာအဲ့ဒါပရမတ်ဘက်ကဟောတာမဟုတ်ဘူးပညာဘက်ကဟောတယ်ပုဂ္ဂိုလ်တ attva နဲ့ဟလားအဲ့ပညာဘက်မှာတော့ဟလားအာဟုသူတွေကအပြစ်လည်းရှိတယ်ရှောင်လည်းရတယ်ရှောင်ရမယ်ဟလားလောဘနဲ့သိပိတ်တာဒေါသနဲ့သိငရဲမောဟနဲ့သိတိရစ္ဆာန်တို့မဟုတ်ဘူးလားအပြစ်မရှိဘူးလားပြုသူခံသူပုဂ္ဂိုလ်ယူအရှိခိုင်မြဲအတ္တပဲဟလားအာဟုသူပြုလည်းရှိရခံသူလည်းရှိရအပြစ်လည်းရှိတယ်မယုံရင်သူများနှွားကိုကိုကြည့်ပါလားဟလားရဲကမိသွားတယ်ဟလားမိသွားရင်ထောင်မကြဘူးလားလက်တွေ့လေအပြစ်ရှိတယ်လေဟလားလူသွားပြီးတော့ဟလားဒေါသအလျောက်တတ်ကြည့်ပါလားထောင်မကြဘူးလားအပြစ်ရှိလို့လားမရှိလို့ပြုတ်သူကမရှိဘူးလားဟောအခန်းသူလည်းရှိတယ်အပြစ်လည်းရှိတယ်အဲ့ဒါရှောင်းမဲ့တရားတွေအဲ့ဒါပရမတ်နယ်လားပညာနယ်လားပညာနယ်ပရမတ်နယ်မှာတော့လောဘလည်းမပြောနဲ့ဒေါသလည်းမပြောနဲ့လောကလည်းမပြောနဲ့ကြိုက်တာတွေလည်းမပြောနဲ့မကြိုက်တာတွေလည်းမပြောနဲ့အဲ့ဒါ
အဲ့ဒါအားလုံးကကြားမှလားအာယုကြားမှသိရလားရှိတဲ့တရားလားမရှိတဲ့တရားလားမရှိတဲ့တရားကြီးကိုမရှိအောင်လုပ်เสียလို့သိလားအဲ့လောဘဒေါသမကြိုက်တာကြိုက်တာတွေကတခြားလားနိဗ္ဗာန်ချမ်းသာခုတောကကြီးဖြစ်တယ်အဲ့တောကကြီးကိုဘယ်လိုမြင်မလဲဟောကြတော့မလို့တော့တောကများတဲ့အဲ့တောကကြီးကနိဗ္ဗာန်ချမ်းသာဒါမဲ့ဉာဏ်နှုတဲ့အချိန်မှာတော့ဒီပူလောင်မှုကြီးဒီဆင်းရဲမှုကြီးကိုနိဗ္ဗာန်ချမ်းသာလို့မနှောကကြိုက်ရဲ့ကြိုက်ဘူးလေမကြိုက်တော့ဘာလုပ်လဲဆိုတော့မနှောတော့လိုက်သွားတာမနှောကလည်း तू ကလုံနေတာပဲအမြဲတမ်းဉာဏ်ကိုဖြည့်သိနေတာပဲဟလာအပူနဲ့ဖြည့်သိအေးနဲ့ဖြည့်သိဒုက္ခတွေနဲ့ဖြည့်သိပြတယ်အဲ့တော့ဉာဏ်ကအားမနိုင်တော့သူ့နောက်ပါသွားတဲ့အတွက်ဉာဏ်နဲ့မနှောနဲ့အားပြိုင်တဲ့နေရာမှာဉာဏ်ကအမြဲတမ်းနောက်ကျတယ်ဉာဏ်ကအမြဲတမ်းအရှုံးပေးနေရတယ်ဟုတ်တယ်နော်အခုကျတော့ဉာဏ်အရှုံးပေးတဲ့မလို့တော့ဘူးဟလာအဲ့ဖြစ်တဲ့တောကကြီးကတခြားလားအာယုံလားအာယုံပူလောင်မှုတွေကအာယုံရှိတဲ့တရားလားမရှိတဲ့တရားလားဖြစ်နေပြနေတဲ့တရားလားဖြစ်ပြီးပြည့်တဲ့တရားလားအဲ့ပူလောင်တဲ့တောကကြီးကအာယုံမှာအရေးဆိုတော့ဖြစ်စေရှိပါမလားမဖြစ်ခင်ဟာဖြစ်ပြီးတော့ခဏမရှိရလားအစင်မရှိရလားကဲအဲ့ပူလောင်တာသူ့ရုပ်တွေ့တာဟလာအဲ့ပူလောင်မှုကြီးကနိဗ္ဗာန်ချမ်းသာလို့သိလို့မရဘူးလားအခုကြတော့ဒီအပူကြီးမဖြစ်မှအေးချမ်းနေမှအဲ့လိုနိဗ္ဗာန်ချမ်းသာလို့လူတွေကအဲ့ဒါကောက်ယူထားတယ်ကဲအေးချမ်းတာတခြားလားသောမနာသဝေဒနာလားနိဗ္ဗာန်ကဝေဒနာနဲ့မပတ်သက်ဘူးလူတွေကဝေဒနာနဲ့တတ်ပတ်သက်တယ်ဝေဒနာနဲ့ပတ်သက်နေတယ်များလဲနိဗ္ဗာန်မမြင်ဘူးဟုတ်လားဝေဒနာနိရောတော့နိဗ္ဗာန်တခုတော့ရှိတာပေါ့သောမနာသဖြစ်လို့ပယ်ခိုင်းတာတော့မပယ်ခိုင်းပါဘူးအဲ့သောမနာသရဲ့တဘာဝကိုသိရမယ်အဲ့သောမနာသအေးချမ်းမှုဒီအာယုံဆိုတော့အဲ့အာယုံကပုဂ္ဂိုလ်တ attva ဟုတ်လားမဟုတ်ဘူးဖြစ်စဲမှာရှိလားရှိသူမရှိတာတခြားလားဝိမု ക്തി လားမရှိတဲ့နေရာကြီးမရှိအောင်လုပ်ကြအောင်မလို့လေသောမနာသဖြစ်လို့အေးလေဝိမု ക്തി ချမ်းသာပူရောဝိမု ക്തി ချမ်းသာကဲလွတ်သေးလားသူကပူခြင်းတော့ပူအေးခြင်းတော့အေးအေးစေဝိမု ക്തി ချမ်းသာတော့ကဲအဲ့ဒါအဲ့အပူအေးတွေကဝိမု ക്തി ချမ်းသာဆိုတော့ယန္တုလားမိတ်ဆွေလားသူ့ကိုပြုပြင်စရာလိုသေးလားသူ့တိုင်းကဝိမု ക്തി ချမ်းသာဆိုတာနားလည်သွားတာတိလို့ချမ်းသာတာလားတိလို့ချမ်းသာတာမဟုတ်ဘူးအစဉ်ချမ်းသာနေတာကိုသိသွားတာကဲနိဗ္ဗာန်ကိုခဏဝင်တာလားအစဉ်ဝင်တာဖြစ်ချင်တာဖြစ်နိဗ္ဗာန်ချမ်းသာလွယ်ပြီးမရှိဘူးမနှောနဲ့ဉာဏ်နဲ့တော့အားပြိုင်မှာတော့ဒါဝိပဿနာလောက်ရမှာပေါ့နော်နိဗ္ဗာန်ချမ်းသာကိုအစဉ်ဝင်သွားပြီဆိုတဲ့ပုဂ္ဂိုလ်အတွက်မှာပူခြင်းလဲပူမယ်အေးခြင်းလဲအေးမယ်တောကဖြစ်ခြင်းလဲဖြစ်မယ်လောဘတွေဖြစ်ခြင်းလဲဖြစ်မယ်မိစ္ဆရမီတွေလောင်ခြင်းလဲလောင်မယ်ကဲအစဉ်ဝင်တယ်ဆိုတော့အဲ့ဒါတွေကမိစ္ဆရမီတွေဖြစ်သွားလို့နိဗ္ဗာန်တွေကထွက်သွားတယ်မိစ္ဆရမီလောင်ရောနိဗ္ဗာန်ပြင်မာလားအတွင်းထဲကလောင်တယ်လေလောင်တဲ့မီးကတခြားလားအာယုံလားတခြားလားတီးလို့လားဇီရိုကြီးအရေးကြီးရှိမှမရှိတာကြီးမရှိအောင်လုပ်စရာလိုသေးလားအဲ့ဒါအလုတ်ကုန်တာတခြားလားဝိမု ക്തി ချမ်းသာလားကိုကရှားပွေအထုတ်ပြီးချမ်းသာတာလားလက်ကားနေချမ်းသာတာလားခဏလားခါရကျွန်တော်တို့မလိုချင်တဲ့တရားကြီးအမတ္တမကြောက်တဲ့တရားကြီးနော်အမတ္တမဆင်းရဲတဲ့တရားကြီးကဝိမု ക്തി ချမ်းသာပါလားလို့နားလည်လို့မရဘူးလားရတယ်နော်ရတယ်မရနဲ့မေးပေါ့အဲ့တော့ဒီခရားကတိဘုံမကံဝိတ္တံဒုက္ခံတဏှာသမုယောဝေးတဲ့31ပုံကြီးကိုဖန်ဆင်းထားတာဟလားတဏှာလက်သမားယောက်ျားသွားခြားလားဥပါဒဏ်ခန္ဓာဥပါဒဏ်ခန္ဓာကိုအရှိထားရင်တော့ तू ကတော့ခန္ဓာအိနေတိဆောက်မှာပဲတတ်တာလည်း तू ပဲတိဆောက်တာလည်း तू ပဲဟုတ်တယ်မလားအဲ့လက်သမားမရှိအိမ်ဆောက်လို့ရပါမရဘူးအဲ့တဏှာယောက်ျားလက်သမားတော့အဲ့တဏှာဆိုတာတခြားလားဥပါဒဏ်ခန္ဓာလားဥပါဒณะခန္ဓာအာယုဥပါဒณะခန္ဓာအပြည့်စုံဆိုရင်အာယုမှာရှိတဲ့တရားလားမရှိတဲ့တရားလားမရှိအောင်လုပ်เสียလို့သေးလားမလို့တော့ဇာလာဝိမု ക്തി ချမ်းသာခန္ဓာအိမ်တွေသူစောက်လို့ရသေးလားဟိုဒီဘက်မှာတော့ပူလဲနိဗ္ဗာန်ချမ်းသာပဲအေးလဲနိဗ္ဗာန်ချမ်းပူလဲလွတ်တယ်အေးလဲလွတ်တယ်ဟုတ်တယ်မလားဟိုဘက်မှာတော့အေးမှလွတ်တာသူပူမလွတ်တော့
ပူရင်မလို့တော့ဘူးဆိုလို့ရှိရင်ပူတာဘယ်သူကပူတာတော့ငါပူတာအဲ့ပူတဲ့လောဘဒေါသတွေကိုအရှိထားတာတခြားလားတတ္တတာဒိဋ္ဌိအရှိထားတာတတ္တတာဒိဋ္ဌိကိလေသာရှိရင်အဝိဇ္ဇာရှိမရှိဝိဇ္ဇာရှိရင်တဏ္ဍာလဲမလဲအေးဘာပြစ်မှုလဲဆိုတော့အဲ့ပူရာကြီးကိုအရှိထားလိုက်တာနဲ့အဲ့ဒါတဏ္ဍာလဲမှာပဲနော်ဒုက္ခတွေဆင်းရဲတွေပင်လယ်ဝင်မှာပဲအခုပူခြင်းလောက်ခုသူ0ပါဆိုရင်မလွတ်မြောက်ဘူးလားအေးမရှိဘူးလို့သိခြင်းอ่ะလွတ်မြောက်ခြင်းပဲနော်အဲ့တော့ဒီဦးဇင်းတို့ကရန်တန်ပြောလို့လည်းမရဘူးစာပေလေးလည်းကိုတတ်တော့ထည့်ပေးတာပေါ့အဲ့တော့ကိလေသာပယ်ဆိုတာအရှိထားပယ်တာလားအတိတရားပယ်တာအတိတရားဘယ်လိုပယ်သွားတာမရှိဘူးလို့သိပြီးပယ်သွားတာအဲ့တော့စာပေမှာဘယ်လိုနတ္ထိကိလေသေဇာနန္တံပဟန္နန္တိမရှိဘူးလို့သိကြတခြားလားပယ်ခြင်းလားဖြစ်တော့မဖြစ်ဘူးလားရှိလားမရှိတဲ့အတွက်မရှိအောင်လုပ်ရလို့သေးလားတခြားလားလွတ်မြောက်ခြင်းလားမစွဲလို့လွတ်တာလားစွဲလဲနဲ့လွတ်တာအေးဝိမု ക്തി ဆိုတာမစွဲပဲလွတ်တာမဟုတ်ဘူးရဲရဲစွဲလေးရဲနဲ့လွတ်မြောက်တာမစွဲအောင်လဲနေလို့မရဘူးအဲ့လိုနားလဲသွားတာဘာကြောင့်မစွဲအောင်နေလို့မရတာလဲဆိုတော့စွဲတာဒီတခြားလားသမုဒယသစ္စာလားဆင်းရဲတာဒုက္ခသစ္စာအဲ့ဒါတခြားလားအာယုံလားရှိတဲ့တရားလားမရှိတဲ့တရားလားမရှိတဲ့တရားမစွဲအောင်တော့နေလို့မရဘူးအဲ့စွဲတာကြီးကမရှိတာတခြားလားနိရောဓသစ္စာလားနိရောဓသစ္စာနိဗ္ဗာန်ဒါပေမဲ့မရှိပေမဲ့ဖြစ်နေတယ်တဲ့ဖြစ်တာလည်းပုဂ္ဂိုလ်တ attva မှုတဲ့အတွက်မစင်ကြယ်ဘူးလားစင်ကြယ်တာမဂ္ဂသစ္စာသစ္စာ၄ပါးကတပွဲတစ်ပြားလားတခြားသည်လားတစ်ထပ်သေးလားအဲ့ဒါဉာဏ်ဖြစ်သွားတာလေအဲ့ဒါပြိဝိဒဉာဏ်လေဟုတ်တယ်မလားကဲလွတ်မြောက်ရာကြီးကိုရှာဖွေရတာလားအားထုတ်ရတာလားရှိပြီးသားလားရှိပြီးသားတရားတွေကိုသိပြီးသားဖြစ်အောင်ဟောတာသိလို့ငြိမ်းတာလားငြိမ်းနေတာကိုသိတာငြိမ်းတယ်လို့တော့သိတယ်ငြိမ်းရတဲ့နေတော့အပူတွေမလာဘူးလားလာတယ်ဘယ်လိုလုပ်မလဲငြိမ်းရလို့လည်းပြောတယ်အပူတွေလာတာဟုတ်တယ်မလားငြိမ်းရလို့ပြောတယ်အပူတွေလာတယ်ဘယ်လိုငြိမ်းတယ်ငြိမ်းတာပြောတာနေငြိမ်းရနဲ့တော့နေတယ်လာတာကအပူတွေအဲ့အပူတွေကတခြားလားအာယုံလားပုဂ္ဂိုလ်တ attva ဟုတ်လားရှိတဲ့တရားလားမရှိတဲ့တရားမရှိအောင်လုပ်เสียလို့သေးလားမလို့တော့ဘူးပူရာကငြိမ့်တယ်လို့ဒီငြိမ့်အောင်လုပ်เสียလို့သေးလားပူရာကြီးကရန်သူလားမိတ်ဆွေလားအေးရာကြီးရောမိတ်ဆွေပဲမပူမေးရအောင်အကုသိုလ်တရားတွေကတော့အားလုံးစင်ကြယ်သွားတယ်ကုသိုလ်မှမဟုတ်အကုသိုလ်ကလည်းစင်ကြယ်တယ်ဘယ်နဲ့တော့မနဲ့ပြည့်ညက်တယ်မနဲ့တော့နားမထောင်နဲ့ပေါ့အခုကပြည့်ညက်နေကနားထောင်တာဟာသူတို့ကအကုသိုလ်ကစင်ကြယ်တယ်တော့ဝိမု ക്തി ဟောနေတယ်အာဓမ္မတွေပါသူတို့ရိတ်တာသွားတဲ့လူတွေကလည်းဘလို့တွေလည်းမသိဘူးဟုတ်လားပြောင်းပြန်နေဖြစ်နေပြီအဲ့လိုတွေတချို့ကတော့ဟိုနားတွေမရင်မားခင်တော့အဲ့လိုဆွဆွဲကြတာပေါ့နော်အဲ့ဒါလက်တွေ့ပေါ့နော်ဒီဆရာမကြီးရှိတယ်ပေါ့နော်သူကဒီဒေါက်တာတွေကိုစာပြလူသားတွေကလည်းဆရာဝန်တွေပဲဥမ္မာမောင်တရားကြားပြီးတော့အာဟုတုတွေစင်ကြယ်တယ်သူတို့ကဒီမီယိုဖလာနဲ့လိုက်နေကြတော့ဟာငါတို့အမိတော့သွားပြီမိစ္ဆာဒိဋ္ဌိအယူဖြစ်ပါပြီမှားပေါ့အဲ့လိုမျိုးသူကဆွဆွဲကြတာနဲ့ဒီအမေတို့ကလည်းဟောပြီးတော့သူသားသမီးတွေကလည်းဒီဝိမု ക്തി တရားကိုသိလာတော့အခုကျတော့သူတို့ကဝိမု ക്തി ဖြစ်သွားနော်အဲ့လိုဖြစ်သွားပထမတော့နာတော့အာဟုတုစင်ကြယ်တဲ့တရားကြီးဆိုတော့ဟလာနားရိုင်းတော့ကြတော့လက်မခံနိုင်ဘူးပေါ့နော်တကယ်သိသွားတော့ကြတော့အခုကြတော့ဝိမု ക്തി မှာဝိမု ക്തി ဖြစ်သွားရောကဲအာဟုတုစင်ကြယ်ပါတယ်ဆိုတော့တတိပြချက်ဘာရှိတယ်လဲအာဟုတုကဇာလအာယုံကပုဂ္ဂိုလ်တ attva ဟုတ်တယ်အာဟုတုကကိလေသာတွေပုဂ္ဂိုလ်တ attva မဟုတ်ဘူးဆိုပြုသူရှိပါမယ်ခံသူရှိပါအပြစ်ကောရှိပါအဲ့အာဟုတုတွေကမစင်ကြယ်ဘူးလားစင်ကြယ်တယ်စင်ကြယ်တာတိလပါဆိုတော့ကဲမစင်ကြယ်တဲ့တရားကြံသေးလားအဲ့ဒါဒီစောင့်ထရတဲ့တိလလားအဓိတိလဒီတိလထာဝရစင်ကြယ်နေတာစင်ကြယ်အောင်လုပ်เสียလို့သေးလားစင်ကြယ်လို့သိတယ်စင်ကြယ်အောင်လုပ်เสียမလို့ဘူးလို့နားလဲတာတခြားလားဝိမု ക്തി ဉာဏ်တခြားလားကတ္တဉာဏ်ကတ္တဉာဏ်အဲ့ကတ္တဉာဏ်ရအားထုတ်ရတာလားရှာဖွေရတာလားရှိပြီးသားဉာဏ်အဲ့လိုနားလဲသွားအဲ့တော့တချို့ကြတော့ရှင်ဘုရားရဲ့တရားတွေတော့နားလဲသွားတယ်
ဒါမဲ့တပည့်တော်တို့ဖူလာရင်ငါလို့ဆွဲမိတယ်ငါသားလေးပဲနေမကောင်းရလားအဲ့လိုဆွဲမိနေသေးတယ်တဲ့ပုဂ္ဂိုလ်တ attva မဟုတ်ဘူးလို့သိတယ်အဲ့လိုဆွဲမိနေသေးတယ်တဲ့အဲ့ဒါဘယ်လိုဖြေရှင်းရမလဲတဲ့အဲ့ဒါဘယ်လိုဖြေရှင်းရမလဲတဲ့တရားတော့သိတယ်ပုဂ္ဂိုလ်တ attva မရှိဘူးကသိတယ်ဒါပေမဲ့ငါသားငါသမီးပေါ့နော်နေမကောင်းရလားဘာများပေါ့အဲ့လိုဆွဲမိနေတယ်တဲ့ဒိဋ္ဌိကြီးကမပြုတ်သေးဘူးတဲ့အဲ့တော့ကြတော့ဒကမာကြီးလို့ပုဂ္ဂိုလ်တ attva ဆွဲတာကမဆွဲနဲ့လို့ဆွဲတဲ့မရှိဘူးလို့သိတာဉာဏ်လို့ပုဂ္ဂိုလ်တ attva ဆွဲတဲ့မရှိဘူးလို့သိတာဉာဏ်လို့မနှောကကြတော့ဂရေသသိန်းဂရေ9000မြန်နေတဲ့အတွက်မြင်တာနဲ့ငါသားငါသမီးမဆွဲဘူးလားဆွဲတာတော့ကိုမသိလိုက်ဘူးအဲ့တော့ဆွဲတာအပြစ်လားဆွဲတဲ့မရှိဘူးလို့မသိတာအပြစ်လားဟေးငါသားငါသမီးဆွဲပေမဲ့ဟလားအဝိဇ္ဇာကင်းထားတဲ့အတွက်ဉာဏ်တော့မဆွဲတော့မနှောကဆွဲမှာမနှောကဆွဲပေမဲ့ तू ဆွဲတာသိတာလားဆွဲပြီးတာငါသားငါသမီးဆွဲတာအကောင်ကအရေးရှိတဲ့တရားလားမရှိတဲ့တရားအဲ့ငါသားငါသမီးဆွဲရင်ရောအရေးဆွဲပြီးသားသိပါတယ်ပုဂ္ဂိုလ်တ attva မဟုတ်ဘူးတော့ငါသားငါသမီးဆွဲတဲ့ဒိဋ္ဌိရောမစင်ကြယ်ဘူးလားအဲ့ဒိဋ္ဌိကဟလားနိဗ္ဗာန်ပို့တဲ့ဒိဋ္ဌိဖြစ်သွားတယ်နော်ဟုတ်တယ်မလားအဲ့တော့အခုငါသားငါသမီးဆွဲရင်လည်းဆွဲပိုင်ခွင့်မရှိဘူးလားငါသားငါသမီးဆွဲပိုင်ခွင့်လည်းရှိတယ်ဆွဲလဲဆွဲတယ်ကိုကဆွဲပိုင်ခွင့်ပေးလို့ဆွဲတာမဟုတ်ဘူးသူကဆွဲနေတာတဘာဝဆွဲပြီးဆွဲညာတော့လေကိုကအဝိဇ္ဇာကင်းထားတဲ့အတွက်ဟလားဆွဲပိုင်ခွင့်ရှိတယ်ဒါမဲ့တခုတော့ရှိတယ်အဲ့ဆွဲတာကြီးကပုဂ္ဂိုလ်တ attva ဟုတ်လားအဲ့ဆွဲတာကြီးကဆွဲတာသိတာလားဆွဲပြီးသားလားဆွဲပြီးသားအာယုံမှာဖြစ်ပြီးပြပြီးသားအရေးရှိတဲ့တရားလားမရှိတဲ့တရားလားမရှိအောင်လုပ်เสียရလို့သေးလားဆွဲလျက်နဲ့ဝိမု ക്തി ချမ်းသာပါလို့ပေါ့နားလေရအောင်နော်ဆွဲပိုင်ခွင့်လည်းရှိတယ်ဆွဲလဲဆွဲတယ်ဒါမဲ့အဲ့ဒါယူဝိမု ക്തി ချမ်းသာလို့နားလဲနိုင်တဲ့စွမ်းအားရှိရဟုတ်တယ်နော်အဲ့တော့ဆွဲတာအပြစ်ရှိသေးလားမရှိတော့ဘူးဟိုတစ်ပတ်ကလည်းဥစဉ်ပြောတယ်လေဟိုတဲ့တော့ဒီမှာရိတ်တာကိစ္စလေးလာလောက်တယ်ဒီစက်ပိုင်းဆိုင်ရာလေးတွေပေါ့နော်ကြော်ညာပိုင်းဆိုင်ရာလေးသူကမလဲဥစဉ်တော့ထမင်းချက်တာတခါကြီးလို့ဒီမှာပဲစားပါလို့ချက်ပြီးသားစားတော့မစားတော့ဆိုတော့ကိုယ်စိတ်မှာတော့နည်းနည်းစိတ်မကောင်းဘူးပေါ့ဒီမှာလဲချက်ပြီးစားရပြတယ်လိုက်စားပါမဟုတ်ဘူးတဲ့တပည့်တော့ခဏတည်းအပြင်ကိုပတ်လာတာတဲ့မိမပြောခဲ့တာငါစားတော့သွားရအောင်မယ်ထမင်းအိမ်မှာပဲပြန်စားမှလို့ပြောခဲ့လို့ပါတဲ့တန်ရုံးတင်တန်လန်းနဲ့ပေါ့ဗျာတဲ့ကဲတန်ရုံးတင်တန်လန်းနဲ့ပေါ့ဆိုတော့အဲ့တန်ရုံးတင်တန်လန်းနဲ့ကနိဗ္ဗာန်အပြင်မှာလားအတွင်းထဲမှာကဲမကောင်းဘူးလားတန်ရုံးတင်တန်လန်းနဲ့ဝိမု ക്തി တွေကတန်ရုံးတင်တန်လန်းပဲနော်ဆွဲတာလဲဝိမု ക്തി နိဗ္ဗာန်အပြင်ကဆွဲတာလားနိဗ္ဗာန်အတွင်းထဲကပဲဆွဲတာဘာဖြစ်လို့လဲဝိဇ္ဇာကင်းသွားလို့သူ့ရဲ့သဘောတဘာဝကိုနားလည်သွားတာအစွဲတန်လန်းနဲ့ဝိမု ക്തി ချမ်းသာခံစားနေရပါတယ်ခင်ဗျာတဲ့သူကအဲ့လိုတော့ကိုတရားဟောသွားပြီကောင်းလိုက်တဲ့တရားဗျာအဲ့ဒါလေးမှတ်တာပြန်ပြောပြတာနော်အဲ့တော့လောကရန်နဲ့လောကရန်တွေကတော့ရှိကြမှာပဲလာဘောအလာဘောယာတော့အာရတော့နေတမတနာဒုက္ခဒုက္ခလောကရန်7ပါးမရှိဘူးလားရှိမှာပဲလောကထဲနေလောကထဲမှာတော့တခုမဟုတ်တခုတနေ့နေ့တစ်ချိန်ချိန်တစ်မျိုးမျိုးအမျိုးစုံဖြစ်တာပဲဘုန်းကြီးလည်းလွတ်မှမထင်နဲ့ဘယ်သူမှဘုရားတော်မလွတ်တာလေဟုတ်တယ်မလားအဲ့လောကရန်နေဖြစ်လာပြီဆိုရင်ဆရာမတော်လီမိသားဥစဉ်ပေးလောကရန်နေဖြစ်လာဥစဉ်ဘယ်လိုကြော်လွားလဲတဲ့ကဲအခုဥစဉ်ကပြန်ပေးမယ်ကရမကြီးတွေလောကရန်သိုးလောကရန်နေနဲ့ပေါ့ဗျာဆင်းရဲပင်ပန်းတာစိတ်တွေလည်းကြီးညူတောကတွေလည်းဖြစ်တယ်အခုမမိုးလို့ဆိုလဲမောင်လေးသိုံတဲ့လောကရန်နဲ့တွေ့နေတာအဲ့လောကရန်ပေါ့နော်အဲ့လောကရန်နေဘယ်လိုကြော်လွားမလဲသိုးလွားတဲ့လောကရန်နေဘယ်လိုကြော်လွားမလဲဦးစင်းပြောတာတလုံးနဲ့ဖြစ်စေနေတာနော်အဲ့လောကရန်ကိုကနိဗ္ဗာန်ချမ်းသာလို့သိရင်ကြော်လွားပြီးသားမဖြစ်ဘူးလားဘယ်လိုကြော်လွားမလဲဘယ်လိုမှကြော်လွားရအောင်လို့သူကသူကြော်လွားပြီးသားဟုတ်တယ်မလားသူနိဗ္ဗာန်ချမ်းသာပြီးတော့ကဲကိုကကြော်လွားတာလားကြော်လွားပြီးသားလားမကောင်းဘူးလားဝိမု ക്തി ကအဲ့လိုသွားတာနော်ဒါမဲ့မနောရဲ့တဘာတော့ပူရင်မကြိုက်ဘူးလေသူ့ရဲ့တဘာဝပဲသူမကြိုက်တာလည်းအမှန်သူမကြိုက်တဲ့အရာကြီးဟာနိဗ္ဗာန်ချမ်းသာလည်းအမှန်နော်နိဗ္ဗာန်ဆိုတာပျောက်လို့ပြည့်ရုံမရှိဘူးနော်ဟိုငါတို့ဟလာ
ကာရာအိုကေသွားလိုက်အောင်မယ်စင်းလေးပါလေးဆိုမယ်ဘီယာလေးသွားတောက်လိုက်အောင်မယ်ဒါဟိုအကုသိုလ်ကောင်းတယ်လို့အပျော်ပါးတွေကောင်းတယ်လို့ပြောတာမဟုတ်ဘူးဉာဏ်ပေါက်ပြောပြတာသဘာဝကိုအဲ့တော့ကာရာအိုကေဆိုင်ပြမနိဗ္ဗာန်လေးခဏချိန်ထားမယ်ငါအပြန်ချမှဝင်ယူမယ်အဲ့လိုလားကာရာရေပျော်ပါးနေတဲ့အချိန်မှာဘုရားနိဗ္ဗာန်ချမ်းသာဖက်လာလဲနိဗ္ဗာန်ချမ်းသာပျော်လဲနိဗ္ဗာန်ချမ်းသာအပြည့်ရောနိဗ္ဗာန်ချမ်းသာအဲ့လိုနားလဲရမှာအဲ့ညာပျက်စီးသေးလားအခုတော့ငါတို့ကမ်းခြေသွားတာပျော်မိတာပေါ့တတိတွေလည်းမရှိဘူးနိဗ္ဗာန်ပြောက်တာပေါ့အဲ့ဒါဘယ်ငြိမ့်ပါမလဲအဲ့အချိန်ဟာဘုန်းကြီးကတော့အစဉ်ငြိမ့်တယ်လို့ပြောတာငါတို့လိန်လိုက်တာပဲသူကဘုန်းကြီးကဆိုတဲ့ကိုယ့်အကူညာမရောက်တာနော်နိဗ္ဗာန်ဆိုတာတစ်ခါရောက်တစ်ခါမပြန်အဲ့တော့ပြင်မနာမှာကိုယ်လင့်ရှိတယ်သူကမွတ်စလင်ဘာသာကြားပေါ့နော်တောင်းတမှုတွေဖြစ်တယ်တဲ့ကြောင်းကြမှုတွေဖြစ်တယ်တဲ့မင်းအခုတောင်းတမှုတွေကြောင်းကြမှုတွေဖြစ်ပြီးတဲ့စိုးရိမ်စိတ်တွေလည်းဖြစ်ပြီးတဲ့သူကဘာလဲဆိုတော့လက်ဖိတ်ဆိုင်မှာထိုင်တော့တငယ်ချင်း2 ယောက်နိဗ္ဗာန်ချမ်းသာငါတော့ကွာတဲ့15 မိနစ်မနေနေရတယ်ဆိုတော့သူဘာသာကြားမင်းကတော့15 မိနစ်မနေနေရတော့ငါနိဗ္ဗာန်နဲ့ထွက်လို့မရလို့ကြေကြပါအောင်ပေါ်နေရတာတဲ့ကလောက်သူကမကျင်တတ်ဘူးဒီကောင်ငါတို့ပြောတယ်ပေါ့တရားကြီးอ่ะအဲ့လိုမကျင်တတ်ဘူးမကျင်တတ်တော့သူကမှတ်တာဟိုမှာမီးလောင်ရိုက်ပွဲတုတ်တပ်ပွဲတွေဖြစ်တော့မင်းဒီချိန်မှာတည်သွားနိုင်တဲ့မင်းလည်းမီးရှုခံနိုင်တယ်လေမင်းတောကတွေဖြစ်ပြီလေတဲ့မင်းကြောင်းကြမှုတွေဖြစ်တယ်လေမင်းတောင်းတမှုတွေဖြစ်နေပြီတဲ့မင်းနိဗ္ဗာန်လကားပဲတဲ့ဘယ်လိုမှရှိသေးလို့လဲတငယ်ချင်းကိုကြည်မလို့မဟုတ်ဘူးတရားလက်စားဖြေတာဗျာနော်တော်တော်ကောင်းတဲ့တငယ်ချင်းအဲ့တော့ဒီညံပေါက်ထားတဲ့ကိုကြီးလင်ကလည်းဗာပြောလဲဆိုတော့အေးတဲ့မင်းမတည်သေးတာမင်းမျက်မှတ်ထားတယ်အဲ့တောင်းတမှုဒီပဲလေတောင်းတမှုကင်းဟာနိဗ္ဗာန်ဆိုတာမင်းမသိသေးဘူးလေကြောင်းကြမှုဒီပဲကြောင်းကြမှုကင်းဟာနိဗ္ဗာန်နဲ့တစ်ထပ်သေးလို့သူကပြန်မဟုတ်ဘူးလားအေးခုနဉာဏ်မဖြစ်တဲ့ကောင်မှခံတာဉာဏ်ဖြစ်တဲ့ကောင်ကတော့မှနော်မာမရှိဘူးသစ္စာသိရသစ္စာဆိုတာပြောက်ရုပ်ပြည့်ရုပ်မှားရုပ်ဆိုတာမရှိဘူးနော်သစ္စာဆိုတာအမြဲမှန်ကန်တဲ့တရားဟုတ်တယ်မလားနိရောဓသစ္စာကြီးကကိုသိမသိခဏရှိရလားခါရရှိရလားထာဝရရှိတာအဲ့တော့ကြတော့အခုတော့နိဗ္ဗာန်ထာဝရရှိပါတယ်နိဗ္ဗာန်ထာဝရဝင်ပါတယ်နိဗ္ဗာန်ချမ်းသာအစဉ်ခံစားနေရပါတယ်စာလို့တော့ပြောကြတာပေါ့နော်တကယ်လဲလောကဓာတ်လည်းတွေ့လာရောငါနိဗ္ဗာန်တော့ဘယ်ရောက်တော့မှမသိစိတ်တွေကလည်းဆင်းရဲပစ္စည်းတွေကလည်းပျောက်စိတ်တွေကလည်းဆင်းရဲပစ္စည်းကလည်းပျောက်တချို့ကြတော့လေဟိုဘယ်လိုခေါ်မလဲဝေဒနာတွေဖြစ်တော့စိတ်တွေညှင်းညူတော့စိတ်တွေညှင်းညူတော့ဒီစိတ်လေးကချမ်းသာရဲ့တောကတွေလည်းဖြစ်အဲ့ချိန်မှာဘာတတိမှလည်းမရှိတော့ဘူးတောင်းတင်ရေမရတွေနဲ့ဟလာကြာရာတွေခတ်နေပြီအဲ့ချိန်မှာနိဗ္ဗာန်အပြင်မှာလားအတွင်းထဲမှာအဲ့ဒါဉာဏ်ခိုင်မှုလို့တယ်လေဟုတ်တယ်မလားနိဗ္ဗာန်ဆိုထွက်ရုံမရှိဘူးအဲ့ချိန်မှာလည်းနိဗ္ဗာန်ထဲမှာပဲမနှောကတော့မင်းနိဗ္ဗာန်ထဲကထွက်တယ်ပြောမှာပဲအဲ့မဲ့ဉာဏ်ကအဲ့ဒါတွေကအကောင်တွေလားအရေးတွေအဲ့ပေါ်မှာပြုတ်ပဲကိစ္စကုန်နေဘူးလားဈာလာနိဗ္ဗာန်ချမ်းသာအဲ့ဒါဉာဏ်ပြောတာလေအခုကျတော့မနှောနောက်လိုက်သွားတာအဲ့ကြတော့ဉာဏ်မနိုင်တော့ဘူးပေါ့နော်မနှောလှည့်လာတာခံရတာပေါ့အဲ့အကြောင်းမာယုပမင်းစာဝိညာဏဦးဇင်းတို့တရားတော်ဟောဖို့အတွက်ဆိုတော်တပတ်ဆိုအချိန်ပေးပြီးတော့ဘယ်လိုဟောရမလဲတက်သက်နာထောင်လိုက်အပမဒါလုပ်လိုက်ချရေးလိုက်နောက်ပြီးကြတော့လည်းစာမကြည့်နိုင်ပါဘူးသူခေါ်ကြတာဟောတော့လောက်ရတာအဲ့နဲ့ဥက္ကတော်မြတ်ညာဖုံးဆက်တယ်သူကညာတိုင်းလို့ဖုံးဆက်ပါတယ်ဆရာဥက္ကတော်မြတ်အဲ့လိုဓမ္မအကြောင်းလေးလည်းမေးပေါ့ဒီအကြောင်းကိစ္စတွေလည်းအခုဦးဇင်းတို့ရိတ်တာစောက်လုပ်နေလေသူတို့လည်းနှစ်ထောင်းအားရပါတယ်ဟိုအစာအုပ်ကြီးကတော်တော်အောင်မြင်နဲ့ဦးဇင်းတို့ဟိုဦးဇင်းခံမှန်းတာပေါ့နော်ပြောမယ်ဆိုရင်တော့80 ရာခိုင်နှုန်းအဲ့လောက်တော့ပြီးပြီပေါ့ပြောလို့ရမှာပေါ့နော်60 ရာခိုင်နှုန်းအခုလဲဒီကိုတွင်မိုးလင်းတို့တင်များလာတွင်မိုးတို့သူတို့လည်းနေစဉ်လာပြီးတော့ဒီကျောင်းဘက်ကိုလူသမားတွေကိုကြီးကြပ်ပေးရတာပေါ့နော်ဒါကုသိုလ်ဖြစ်ပေါ့ပတ်စံမူပါဘူးသူတို့လည်းဒီဓမ္မကိုပြန်ပြီးတော့ကျေးဇူးဆက်တာပေါ့နော်ဒကာကြီးဦးမောင်တို့ဥက္ကရာကြီးတို့ကတော့ဦးဆန်းရွှေတို့ကတော့သူတို့ကဒီလူကြီးပိုင်းကနေပြီးတော့တုတ်ကဲတယ်ပေါ့နော်ဖြစ်တိုက်တာတွေသူတို့ဖြစ်အောင်လုပ်ပေးတယ်ပေါ့နော်မဖြစ်တဲ့အောင်မဖြစ်တိုက်တာတွေကိုတားပေးတယ်ပေါ့အဲ့တော့ဆိုလိုတာပါဒီအောင်မြင်ဖြစ်တော့ဒီဓမ္မမိတ်ဆွေတွေလည်းတော်တော်ဝင်းမြောက်ဝန်းတာရှိတယ်ဆိုတာ
ဦးဇင်းပြောချင်တာပါအဲ့တော့ဦးဇင်းတို့ကဒီဟောဖို့အတွက်တရားတွေကိုပရိယတ်ပြန်သင်ရတာပေါ့နားလည်အောင်ပြောမယ်ဆိုရင်ဉာဏ်ပြန်ငါဘာဟောရမှာဟောဖို့စဉ်းစားလိုက်ကြောက်သွားလိုက်ကိုကဟောကောင်းတာတရားအဲ့လိုတွေဖြစ်လဲဒါကိုလုံနေကြတော့လောက်ရတာပဲလေဒါဆိုတာတွေးမှာဟုတ်တယ်အဲ့တော့ဒါမဲ့ဒီနေခင်းနေလေဆိုတော့ဒီကိုယ်ကလေးလောင်းတဲ့အချိန်လည်းဖြစ်နေတော့ဆက်ကြီးတွေကတတိုင်းတိုင်းဆိုတော့တရားလောက်ရတာအဆင်ပြေရတယ်ဟမ်ဘုံတိုင်းတိုင်းနဲ့နားတွေလည်းကြီးတယ်ဗျာမခံနိုင်ဘူးဗျာဒီထဲလဲအာယုံဆိုင်လို့မရအဆင်ပြေလားမပြေလားမပြေဘူးလေမပြေဘူးလေစိတ်တွေဆင်းရဲတာပေါ့ဘုံတိုင်းတိုင်းနဲ့ကိုကတိတ်တိတ်စိတ်စိတ်နဲ့လောက်ရတာဟုတ်အဲ့တော့တခါကြီးဥပ္ပဇော်မြေလို့တရားတွေကတော့အဲ့လိုလုံနေရတာပဲလို့ဒါမဲ့ဆက်တန်နေပိုင်းနဲ့လောက်ရတာအဆင်မပြေဘူးဗျာလို့ဒါမဲ့အဆင်မပြေလဲနိဗ္ဗာန်ချမ်းသာပါပဲဗျာအဆင်ပြေလဲနိဗ္ဗာန်ချမ်းသာအဲ့ဒါကိုသိကြည့်နေတာနော်အစင်မပြေဘူးဆိုနိဗ္ဗာန်ပြောက်သွားတာမဟုတ်ဘူးကိုမဖြစ်ချင်တဲ့အရာဟလားအစင်မပြေတဲ့အရာစိုးရိမ်စိတ်တွေဖြစ်တဲ့အရာဟလားမကြိုက်တဲ့အရာတွေကကြာလာနိဗ္ဗာန်ချမ်းသာအဲ့ဒါလောကဓာတ်နဲ့တွေ့မတုံလို့တဲ့ဉာဏ်ပဲနော်မတုံလို့တာမဟုတ်ဘူးဉာဏ်မတုံလို့တာအဲ့တော့ဦးဇင်းတို့ကအစင်ငိမ့်တဲ့နိဗ္ဗာန်ကိုသိသွားပြီဆိုရင်အေးတယ်လို့ငိမ့်တယ်လို့ပုံတယ်လို့ချုပ်တယ်လို့လွတ်တယ်လို့နေတာရှာလာအပမဒိဋ္ဌာတမ္မာဒိဋ္ဌာဟုတ်တယ်မလားအဲ့တော့အဲ့မှာဘာပြန်ခဲ့လဲဆိုတော့အေးရာနဲ့နေတယ်ဆိုတော့ဥမာတွေ့တာပူရာတွေကြီးပဲပူရာတခြားလားအာယုံလားအာယုံအဲ့ပူရာမရှိတာတခြားလားငြိမ်းရအဲ့လိုသိရမှာနော်အေးရာနဲ့နေပြီပူရာတွေတွေ့တယ်ပူရာတွေကိုပြောင်းပြန်လာလိုက်အဲ့ပူရာအာယုံမှာရှိတဲ့တရားလားမရှိတဲ့တရားပူရာမရှိတာဒီတခြားလားငြိမ်းရနော်ငြိမ်းရနဲ့နေတယ်လို့ပြောတယ်ဥမာလောဘဒေါသတွေမငြိမ်းတာတွေကြည့်တွေ့ရအဲ့မငြိမ်းတာဒီပဲလေငြိမ်းရပါလို့နားလည်သွားတာညိတာဒီပဲလေလွတ်တာပါလို့နားလည်သွားတာဟုတ်တယ်မလားကြောင်းမြန်မြင်တဲ့အတိပေါ့ယထာလန်းကြည့်တော့ကျင်းတယ်ညံမှာဘယ်တော့မှမကျင်းဘူးအဲ့တော့ကျင်းတာကြီးကမရှိတဲ့တရားမကျင်းရကြီးကသာရရှိတဲ့တရားအခုဒုက္ခသမုဒယနိရောဓကြီးကဟလားဒုက္ခနဲ့သမုဒယအစင်မရှိတဲ့တရားနိရောဓကြီးကခဏရှိရတာသာရရှိတယ်အဲ့ဒါအကြောင်းကျိုးကင်းတယ်တဲ့ဘာလို့အကြောင်းကျိုးကင်းတယ်ဆိုတဲ့စကားလုံးကဘာလို့ဆိုလိုချင်တာတော့အဲ့ဒါကိုသိဖို့လိုတယ်သူများအကြောင်းကျိုးကင်းတယ်ဆိုကိုကလည်းလိုက်ပြီးအကြောင်းကျိုးကင်းလို့မရအကြောင်းကျိုးကင်းတယ်ဆိုတာဘာလို့ဆိုလိုချင်တာတော့အကြောင်းကျိုးကင်းတယ်ဆိုတာဥပါဒဏ်ခန္ဓာကြီးကအာယုံမှာအရေးဖြစ်နေတာ0ဖြစ်နေတာမရှိတဲ့တရားကြီးအရေးဆိုတော့လေကဲဥပါဒဏ်ခန္ဓာမရှိဘူးဆိုရင်မရှိအောင်လုပ်ကြရလို့သေးတာကိုလုံးလို့မရှိရလားတဘာဝရမရှိရလားသူများအားထုတ်ခဲ့လို့ကိုအားထုတ်ခဲ့လို့မရှိရလားတဘာဝတန်းမရှိရလားခဏမရှိရလားအဆင်မရှိရလားအဲ့ဒါကြောင့်ဒီတူတယောက်မှဟလားဒီဟာကြီးကိုဥပါဒဏ်ခန္ဓာကြီးကိုမရှိအောင်လုပ်ထားတာကိစ္စမရှိသည့်အတွက်သူ့ကိုအကြောင်းပြုကင်းတယ်လို့ပြောတာအဲ့ဒါကြီးကတိတာမတိတာနဲ့ပတ်သက်တယ်မတိလဲသူကငြိမ့်နေတာတိလဲငြိမ့်နေတာအားထုတ်လဲအားမထုတ်လဲငြိမ့်နေတာခဏလားခါတော့အဲ့တော့အဲ့ငြိမ့်ရတဲ့နေပေါ့အဲ့ဒါကိုလေ့ကျင့်ခန်းလုပ်ပေါ့အဲ့ဒါကိုအပမဒိနာတမ္မာဒိဋ္ဌအဲ့လိုလုပ်တယ်ဆိုရင်ဘာတွေထွက်လာလဲဆိုမိမိမှာစကလုံးအသစ္စာတွေထွက်လာတတ်တယ်ဉာဏ်တွေပို့ပြီးတော့ရင့်တန်လာတယ်နော်အဲ့အကျိုးတွေသူရှိအဲ့အကျိုးရှိတယ်အဲ့တော့ဦးဇင်းတို့ကအရင်တခါဖြာပုံကလာမေးတယ်ပေါ့နော်တားမိ4ယောက်ယောက်ျားရဲ့မိန်းမရဲ့သူ့သား2ယောက်ပဲဦးဇင်းနဲ့တပည့်တော်သူ့သားလေးတွေက9နှစ်10နှစ်ရှိသေးတယ်ဝိမု ക്തി တရားဟောခိုင်းတာဒုက္ခပဲသူတို့ဘယ်လိုနားလဲဘယ်အစပြောရမှမသိဘူးသူကလည်းဘာပြောလဲဆိုတော့ဝိတာကအကြောင်းမှရတဲ့9နှစ်သူနဲ့သောတာပန်တည်ပါတယ်တဲ့တပည့်တော်သားတွေက12နှစ်လောက်ရှိနေပြီတဲ့သူတို့လည်းတရားနားလဲနိုင်မှာပါတဲ့ဟောပေးပါလားတော်တော်ကွာကြဒီကလေးတွေဘယ်လိုနားလဲအဲ့သူကလည်းလောဘတရားစကြတဲ့ဒေါသတရားငြိမ်းတယ်အရေးမလို့အစစ်မရှိတဲ့တရားလေးမလို့မရှိအောင်လုပ်တရားမလို့ဒီလိုလေးပြောတာပေါ့နော်ပြောတော့ဒီကလေးကငြိမ်းပြီးနားထောင်သူ့မေကိုသူကမေးတော့သူ့မေကလည်းတွတ်နဲ့ပြောလိုက်သူသားမေးလိုက်ကိုကတော့ကြည့်ပြီးစိတ်တွေစိုးနေငါတော့သူသားအထုတ်ပြီးတော့တရားတွေဟလားအဲ့တုံခါမောက်ပြောရတယ်သူကတော့တာသမီနဲ့စကားပြောနေတယ်အမှန်တော့အထင်မှားတာပေါ့နော်အမှန်သူသားလေးကမေးတာ
မိမိတဲ့အကုသိုလ်ကစင်ကြယ်တယ်ဆိုလို့ရှိရင်နဲ့အကုသိုလ်တွေလို့နိဗ္ဗာန်ရလားတဲ့အဲ့ဒါမေးနေတာပါတဲ့ဟောအဲ့လိုလားအဲ့ဒါနဲ့ကိုကပညာဘက်ကိုပြန်ပြီးတော့ဆက်ပြရတယ်အေးတို့အကုသိုလ်စင်ကြယ်ဆိုတာပရမတ်နဲ့ပြောတာလို့အကုသိုလ်တွေကတော့ပညာနဲ့မှတော့မလုပ်ရဘူးလေလို့တကယ်လို့သူများအသက်ကိုတိုင်ထောင်ထဲရောက်မှာပဲလို့ဟုတ်တယ်မလားကိုယ်လည်းသူများရိုက်ရှင်လည်းရိုက်ခံမှာပဲလေလို့အဲ့ဒါကောင်းတဲ့အလုပ်တွေမဟုတ်ဘူးသူတစ်ပါးလည်းဆင်းရဲတယ်မိမိလည်းဆင်းရဲတယ်လောကတွေလည်းဆင်းရဲတယ်အဲ့ဒါတွေကသီလဆောင်သိရမယ်လေလို့ဒါလေးရေလို့အဲ့လိုကိုကပညာဘက်ကိုပြန်ပြောပြအခုလည်းဦးဇင်းတို့ကပရမတ်ဘက်ပြောသွားတာအေးပညာနယ်မှာတော့ဒီလောဘဒေါသတွေကအပြစ်ရှိတဲ့တရားတွေမကောင်းတဲ့တရားတွေကိုယ်တိတ်ခါကြသိမဲ့အရာတွေလူကြားတွေကိုမတိုးရဲတဲ့အရာတွေအဲ့ဒါကြောင့်အဲ့ဒါတွေကိုဦးဇင်းတို့သူတစ်ပါးလည်းချမ်းသာအောင်မိမိလည်းချမ်းသာအောင်၅ပါးသီလ၈ပါးသီလလားမဆောင်သိမ့်နေဘူးလားပညာနယ်မှာတော့မကောင်းမှုရှောင်ကောင်းမှုဆောင်ပါအဲ့ဒါမှလောကကြီးကလည်းတင့်တယ်ကိုယ့်ရဲ့ဟလာလောကုတ္တရာအတိတွေကလည်းအဲ့ကြမှာပို့ပြီးတော့ခိုင်ခိုင်မာမာဖြစ်မယ်ပေါ့နော်ပညာနယ်မှာတော့ဆောင်ရန်ရှောင်ရန်ရှိတယ်ပရမတ်နယ်မှာတော့ဟလာအဲ့ပညာနယ်မှာပြုစုခံလို့ရှိပါတယ်အပြစ်ရှိပါတယ်ငါပြုတာပါငါခံရပါတယ်ဆိုပရမတ်ထဲယူသွားရင်နိဗ္ဗာန်တွေ့ပါအေးပရမတ်ထဲကြရင်ဟလာပုဂ္ဂိုလ်တ attva ဆိုတဲ့အယူလဲအယူရောနဲ့အာဟုတုကအရေးတွေဆိုတော့ရှိတဲ့တရားလည်းမဟုတ်ဘူးအဲ့အရေးတွေကပုဂ္ဂိုလ်တ attva ဟုတ်လားပုဂ္ဂိုလ်တ attva မှာမရှိမှာတော့အာဟုတုတွေကိုပြုစုရှိပါမလားခံရတူရှိပါမဖြစ်အောင်လည်းလုပ်လို့ရအေးပရမတ်နယ်မှာမဖြစ်အောင်လုပ်လို့မရဘူးပညာနယ်မှာတော့မဖြစ်အောင်လုပ်လို့ရတယ်ပရမတ်နယ်မှာဟလာမဖြစ်အောင်လုပ်လို့ရတဲ့တရားဘာတရားမှမရှိသူဖြစ်ချင်တာဖြစ်တယ်ကဲသူဖြစ်ချင်တာဖြစ်ကြိုက်တာတွေလည်းဖြစ်မယ်မနှောမကြိုက်တာတွေလည်းမနှောမကြိုက်သမျှလည်းနိဗ္ဗာန်ချမ်းသာပါကြိုက်သမျှအောင်နိဗ္ဗာန်ချမ်းသာပါဖြစ်သမျှတွေကလည်းနိဗ္ဗာန်ချမ်းသာကဲနိဗ္ဗာန်ချမ်းသာလွဲပြီးတော့ရှိသေးလားကိလေသာနတ္ထိနိရောဓအတ္ထိအဲ့တော့ဒုက္ခကုန်ရနိဗ္ဗာန်ဆိုဥဒ္ဒနာဒုက္ခကုန်ရနိဗ္ဗာန်ဆိုတော့ဆင်းရဲတွေမဖြစ်မှဟလားနာကျင်မှုတွေကြက်ခဲမှုတွေမဖြစ်မှဟလားအေးလေးဝဝအေးရမှဟလားဒီဒုက္ခတွေမဖြစ်မှနိဗ္ဗာန်ချမ်းသာလို့ထင်တာကိုကိုယ်လည်းနိဗ္ဗာန်ချမ်းသာလို့အမိတတ်တာကိုအမှန်ကအဲ့လိုမဟုတ်ဘူးเนาะနိဗ္ဗာန်ချမ်းသာဆိုတာဒုက္ခတွေမဖြစ်အောင်လုပ်လို့ရတဲ့နေရာမဟုတ်ဘူးဒုက္ခတွေတော့ဖြစ်မဲ့အဲ့ဒုက္ခတွေကဖြစ်စေရှိတာအဲ့မရတဲ့ဒုက္ခပေါ့ဗျာစားမကောင်းတဲ့ဒုက္ခဟလာတောက်မကောင်းတဲ့ဒုက္ခလူမှုရေးဒုက္ခမျိုးစုံပေါ့နော်မိဘဒုက္ခတာသမီဒုက္ခတာသမီဝတ်မိဘဝတ်ဒီဒုက္ခတွေမရှိကြဘူးလားအဲ့ဒုက္ခတွေကဟလာနာကျင်ကြိုက်ခဲတာလဲဒုက္ခပဲအဲ့ဒုက္ခတွေကအခြားလားအာယုံကမဖြစ်အောင်လုပ်လို့ရဖြစ်တဲ့ဒုက္ခကဖြစ်စဲမှရှိဖြစ်စဲမှမရှိတော့ဒုက္ခငြိမ်းမနေဘူးလားမဖြစ်လို့ငြိမ်းတာလားဖြစ်လဲနဲ့ငြိမ်းတာအေးမဖြစ်အောင်တော့လုပ်လို့မရဘူးဖြစ်လဲနဲ့လွတ်မြောက်တာနော်မဖြစ်အောင်လည်းလုပ်လို့မရဘူးအဲ့တော့လူတွေကမဖြစ်အောင်ကြည့်စဉ်းစားတယ်နောက်တစ်ခါသောတာပန်တရာဂံနာဂံယဟန္တာဒီပုဂ္ဂိုလ်တ attva အယူတွေနဲ့ကျင့်ကြတယ်ကိလေသာကိုလည်းရှိထားပြီးသွားကြတော့အဲ့လမ်းကတော့မှားလားဆိုတော့မှားတော့မမှားဘူးဒါမှမမှန်ဘူးပေါ့မရှိတာကြီးကိုရှိထားတာနော်ဝေရောလမ်းပေါ့ဥဒ္ဒတို့လည်းလုပ်ခဲ့တာပါပဲဓမ္မကြီးလည်းလုပ်ခဲ့တာပါအခုတော့ဒီဘက်ကဒုက္ခပရိပရာခိဗ္ဗပညာကိုသိတော့ဟလာဟေးဖြစ်ချင်တာဖြစ်မနှောရီမင်းလှုပ်ချင်တာလှုပ်ပြီးလှုပ်လိုက်ဘာမှမတားနဲ့ဘာလို့သူတို့ကရန်သူတွေလားမိတ်ဆွေအေးအားလုံးမိတ်ဆွေဖြစ်သွားသူ့သွားမတားတော့နဲ့မင်းလှုပ်ချင်တာလားလှုပ်သူလှုပ်သမျှကဦးစင်းတို့အတွက်ဟလာရန်သူဖြစ်သူမထုတ်လုပ်နိုင်တော့နိဗ္ဗာန်ပို့တဲ့တရားတွေဖြစ်သူထုတ်လုပ်တော့ဘာလို့ဆိုဦးစင်းတို့အဝိဇ္ဇာကင်းသွားတာဟုတ်ကဲမနောကလှုပ်သမျှကတခြားလားအာယုံကြမှာသိရလားအာယုံတိုင်းကတခြားလားနိဗ္ဗာန်အာယုံတိုင်းကတခြားလားနိဗ္ဗာန်ချမ်းသာအေးအာယုံကြမှာသိရတယ်သူထုတ်လို့သမျှကနိဗ္ဗာန်ချမ်းသာတွေကြီးဖြစ်သွားတယ်မိစတဲ့မိနိဗ္ဗာန်ချမ်းသာနော်ကုသိုလ်စိတ်ကလည်းနိဗ္ဗာန်ချမ်းသာဖြစ်ခြင်းတဲ့စိတ်ဖြစ်ခြင်းတဲ့စိတ်ဖြစ်ခြင်းတဲ့ယုတ်ဖြစ်ဘာလို့ကိုကညံခိုင်သွားပြီလေဖြစ်ခြင်းတာဖြစ်အဲ့ဒါပညာနယ်မှာဘာပဲဖြစ်နေတဲ့ပရမတ်ဉာဏ်ခိုင်သွားရင်မိမိတို့ဟလာဉာဏ်မှာနိဗ္ဗာန်ချမ်းသာလွယ်ပြီးရှိသေးလားချမ်းသာကိုရှာဖွေရတာလားအားထုတ်ရတာလားရှိပြီးသားချမ်းသာလားရှိပြီးသားချမ်းသာအားထုတ်ပြီးချမ်းသာတာမဟုတ်တဲ့အတွက်လို့အားထုတ်ပြီးချမ်းသာတာလားလကားနေချမ်းသာတာခဏလားထားပါနိဗ္ဗာန်ခဏဝင်တာလားအစဉ်ဝင်တာတ
တေမဝင်တာလားအခုဝင်တာအခုငုတ်တော့ဝင်တာလေတန်တိတိကအာဂါလိကလေအခုကြတော့ဟောကြတာဟာဟိုကဆရာလည်းဟောဘူးပါတယ်တောထဲမှာတရားသွားခြင်းကြားကြီးကတရားကျင့်တဲ့ညာတွေကိုညာဘက်ကြတော့ဆွဲသွားတော့သူကကြားကြိုက်တဲ့အချိန်မှာနှလုံးကိုဝါမဲ့အချိန်တင်ကန်ဤပေါ့အဲ့ချိန်မှာနိဗ္ဗာန်ဝင်သွားတယ်တိရိပ္ပံတော့မှန်တာပေါ့နိဗ္ဗာန်ဝင်သွားတယ်အဲ့ကြတော့ဘာစဉ်းစားလဲဟောငါတို့တင်ကန်ဤနိဗ္ဗာန်ဝင်မမလားလာပြန်ဟုတ်တယ်မလားအမှန်တော့နိဗ္ဗာန်ဆိုတာစင်ဝင်နေတာမသိလို့သိအောင်ဟောပေးတာစင်ဝင်နေတာကဲအခုမှဝင်တာလားအစတည်းကဝင်နေတာစတည်းကဘာလို့ဝင်တာတော့ဥပါဒံခန္ဓာကအစတည်းကရှိတာငကိုတွေကရှိတာငကိုတွေကမရှိတော့ဥပါဒံခန္ဓာငကိုတွေကမရှိတော့နိဗ္ဗာန်ကိုအခုမှဝင်တာလားငကိုတွေကဝင်တယ်ငကိုတွေကဝင်နေတာမသိလို့သိအောင်ဟောပြခဏလားထာဝရသိလို့ဝင်တာလားဘာလို့ဝင်တာအစင်ဝင်နေတာသိသွားတာစင်ဝင်နေတာသိသွားတာအဲ့တော့နိဗ္ဗာန်ကိုဝင်အောင်ဟောတာမဟုတ်နိဗ္ဗာန်ဝင်နေတာကိုသိအောင်ဟောတာမေးစရာရှိသေးလားမေးစရာမရှိဆက်ဟောမှာပေါ့နော်အဲ့တော့ကြတော့ဒီမေးလေးတွေပေါ့နော်ဒီခက်ခဲတာလေးပေါ့ဒါတရားလိုက်စားတဲ့အပ္ပမဒါလုပ်တဲ့လူတွေပေါ့ဘာတွေရှိလဲဆိုတော့မုံမို့နော်ဘာမေးလဲဆိုတော့သူကလောကရဏနဲ့တွေ့လာဦးစင်းကြီးဖုံးဆက်ပြီးတရားမေးလေးရှိတယ်ဒီတိုင်းကတော့သူကသူအစဉ်ပြေးနေမမေးဘူးအဲ့တော့သူကဘာလဲဆိုတော့ဒီအလုတ်ကထွက်တာလဲကြာပြီဒါမဲ့သူ့ရဲ့တထေးကအမြဲတမ်းလာတာတဝက်ပေါ့နော်ဥမာ၄သိန်းရဆို2သိန်းရလာတင်9နှစ်ရှိပေးတာပေါ့သူကလည်းဒီတထေးပေါ်မှာတော်တော်ဟိုကျေးဇူးပြုခဲ့တာဟုတ်အဲ့ဒါကြောင့်သိရတယ်ပြန်ကြည့်အဲ့လာတာကိုလည်းသူကမလိုချင်ဘူးတဲ့အလကားကြားတဲ့အတွက်မလိုချင်ဘူးပေါ့ဒါမဲ့ရှိလားဆိုတော့လည်းတီးလဲလုံးလားဆိုတီးလဲလုံးလည်းမဟုတ်ဘူးမလိုချင်ဘူးအားနာတာပေါ့ဒါမဲ့တထေးကယူပါဆိုတော့သူစက်ယူတာနောက်ကြတော့ဒီအလုပ်တစ်ခုရတော့ဒီအလုပ်ကိုလုပ်တယ်တဲ့သူနဲ့အရင်တော့လုပ်ဘက်ကိုင်းနေတဲ့အတူလုပ်ရတယ်သူ့ဟိုပေါ့ဟိုဒီလောက်မိသားစုလို့ခင်မင်ရင်းနေတဲ့ပုဂ္ဂိုလ်ကကိုစုပစက်ပြောတယ်ပေါ့တရားနဲ့လည်းထိခိုက်ပြီးပြောတယ်ပေါ့နော်ပုဂ္ဂိုလ်ကြီးကလည်းပြောတယ်ပေါ့ပြောတော့သူ့စိတ်မှာတော်တော်စိတ်မကောင်းဘူးတဲ့တော်တော်စိတ်မကောင်းတော့တစ်ချက်ပေါ့နော်သူသိနေတာတော်တော်စိတ်မကောင်းတာလည်းတစ်ချက်တခါတလေဒီစိတ်ရင်းတွေဘာတွေလောက်ရတော့ပေါ့လောက်ရတဲ့အချိန်မှာဘောပင်ရေးနေတော့ဆက်မရေးနိုင်ချတာသူအဲ့လောက်ထိလောကဓာတ်ကြီးတာအဲ့တော့တပည့်တော်စဉ်းစားတယ်ဗျာတဲ့ဒါကြီးကပေါ်နေတယ်တဲ့ဘောပင်တော့ဆက်မရေးနိုင်ဘူးအဲ့တော့ငါမှလိုအပ်ချက်ရှိနေလို့သာနော်ဒီလောက်ဖြစ်နေတာပေါ့အဲ့လိုတွေးမိတယ်ပေါ့တပည့်တော်မှကြံသေးတယ်ပေါ့နော်တရားမှာအာထုပြုတ်ွယ်ကိစ္စကြံသေးတယ်ပေါ့အေးလေလို့ဆရာဟောတာရှိတယ်လေလို့ပြုတ်ွယ်ကိစ္စကုံတာလဲကိုသိတာလဲကတ္တဉာဏ်ပြုတ်ွယ်ကိစ္စကြံတာသိတာလဲကတ္တဉာဏ်ကဲငါမှပြုတ်ွယ်ကိစ္စကြံပါသေးတယ်လို့ပြောတာကဉာဏ်ကပြောတာလားမနှောကပြောတာအာယုံရောက်မှသိတယ်သူကရှိတဲ့တရားလားမရှိတဲ့တရားလားသူ့ကိုမရှိတဲ့တရားကိုမရှိအောင်လုပ်เสียလို့လေလားတခြားလားကတ္တဉာဏ်ကြံသေးတယ်ထင်တာပေါ့ကတ္တဉာဏ်အမလီဝင်လာလိုက်တာဦးသိရဲ့တဲ့ဦးသိဟောလိုက်တယ်တပြီးတော့တလုံးနဲ့ပြေးလဲသွားတယ်အဲ့လိုလေးပေါ့နော်ပရိပူဇာဆိုတာအဲ့လိုလေးချက်စားနောက်တော့ကဒေါက်တာကြီးပဲသူခွဲစိတ်ဆရာဝင်ဖုန်းနဲ့မေးတာပေါ့ဦးသိနဲ့သူကလည်းတရားတွေဟောနေပြီတရားတွေသူကလည်းဟောနေတော်တော်လည်းသိနေပြီပေါ့ဒါပေမဲ့သူ့မှာကကိုယ်တိုင်လောကဓာတ်ကြုံရတဲ့အချိန်မှာဘာဖြစ်လဲဆိုတော့ကင်ဆာပေါ့နော်ကင်ဆာသဘောမျိုးပေါ့3ခါရှိပြီ2ခါရှိပြီတဲ့ခွဲကလေးဒီကခွဲ3ခါပေါ့အဲ့မဲ့တရားရည်လည်းသိတယ်ဗျာတဲ့တပည့်တော်စိုးရိမ်စိတ်တွေဖြစ်တယ်တဲ့ဒီအာယုန်တွေကလည်းဒီပုံမှာပေါ်နေတဲ့စိတ်လည်းမချမ်းသာဘူးတဲ့တော်တော်ဟိုတော့စိတ်သက်သာရမရဘူးပေါ့အဲ့လေလို့တခါကြီးကဒီအကြီးကနာကျင်ပါတော့ဒီစိတ်ကပဲချမ်းသာမှာလဲလို့မနှောကတော့ပဲကြိုက်မယ်လို့အဲ့တော့ तू မကြိုက်တာလဲအမှန်အဲ့ပေါ်နေတဲ့အာယုန်ကြီးကအစင်မရှိတာလဲအမှန်သူ့ပြုတ်ကိစ္စပုံတွေကလည်းအမှန်အဲ့ဒါနိဗ္ဗာန်ချမ်းသာဟုတ်ဘူးလားလို့ဟုတ်တယ်တဲ့အဲ့ဒါလည်းတပည့်တော်သိတယ်တဲ့ဒါမဲ့တပည့်တော်သိတဲ့အတိအတရားရာခိုင်နှုန်းမပြည့်စုံသေးဘူးတဲ့ဘာမပြည့်စုံသေးတာတော့တရားရာခိုင်နှုန်းမပြည့်စုံနဲ့အခုဒီတရားလူရောပြည့်စုံပြီလားပြည့်စုံပြီလားတရားရာခိုင်နှုန်းပြည့်စုံပြီလို့ကြွေးကြော်ရင်ပြန်မေးမှာနော်
အဲ့တော့တရားရာခိုင်နှုန်းမပြည့်စုံဘူးလို့ပြောတာတခါကြီးညံလားမနှောလားမနှောကတခြားလားအာယုံလားရှိတဲ့တရားလားမရှိတဲ့တရားတခြားလား0လား0ကို0ဖြစ်အောင်လုပ်เสียရလို့ပြီတရားရာခိုင်နှုန်းမပြည့်စုံဘူးဆိုတာကတရားရာခိုင်နှုန်းပြည့်စုံပြီးသားနိဗ္ဗာန်ချမ်းသာပါလို့သူ့တိုင်းချမ်းသာတာမဟုတ်လားလို့အဲ့ဒါကြတော့သူတို့တိုင်းပါလို့ထားတာဟုတ်တယ်မလားမပြည့်စုံဘူးဆိုတာလည်းမပြည့်စုံပြီးသားနိဗ္ဗာန်ချမ်းသာသူ့တိုင်းနိဗ္ဗာန်ချမ်းသာလို့အဲ့လိုနားလည်သွားတာပေါ့နော်ဒါအမေးဖြေလေးတွေပေါ့နော်သူများမမေးတော့အရင်မေးထားတဲ့ခါတွေပဲပြောရတာပေါ့နော်ဆရာတရားဝဲတစ်ခုမှာကိုချစ်ကိုဆိုတာရှိတယ်သူကသူ့ထက်အရာရှိတာပြောဆိုကြိမ်ပေါင်းသိချင်းလဲသိမှာပေါ့အဲ့တော့တစ်ဖက်ကပြောလာသူစိတ်ချမ်းသာပြီးရဲ့အရာရှိမို့လို့ဆိုတာသူကပြန်မပြောရတာလေသူ့လက်အောက်ကငယ်လို့သူပြန်ပြောမှာပေါ့ဒါမှမဟုတ်ဒန်းလူဆိုလည်းပြန်ပြောမှာပေါ့သူ့ရဲ့အရာရှိဆိုပြန်ပြောသူလုံးပြုတ်မယ်ဟလားတဒနာရှာခံရမယ်ဆိုတော့သူမပြောရဲဒါပေမဲ့သူ့စိတ်ထဲမှာမကျင်တတ်ဘူးမကြိုက်ဘူးခံပြင်းတဲ့တောကတွေဖြစ်တယ်ကားပေါ်ရောက်တော့ပူလောင်တယ်ဒီအာယုန်တွေကတီဝဲလေလေပဲလေဆရာပြောတော့အစိမ်ငိမ့်တယ်လို့ပြောတာပဲကျွန်တော်ဘယ်ငိမ့်ပါလဲကျွန်တော်အဲ့လိုပြောခံရတယ်ကားပေါ်မှာပူတယ်လေတဲ့ဆရာအိမ်ရောက်မှတရားထိုင်မှငိမ့်တော့မှာပဲလေအိမ်ရောက်မှငိမ့်တယ်ဆိုတော့တတိတိကအဂါလိကကြာသေးလားကြာတော့အဲ့တော့ကားပေါ်မှာပူလောင်တဲ့မကျေနပ်တဲ့စိတ်တွေဖြစ်တဲ့ဒေါသတွေဖြစ်တဲ့တခြားလားအာယုံကတဲ့ဆရာကသူ့အဲ့လိုပြီးတာပဲအာယုံကိုရှိကိုအဲ့အာယုံရှိတဲ့တရားလားမရှိတဲ့တရားမရှိဘူးအဲ့တောကတွေလောဘတွေပူလောင်တာတွေမရှိတာတခြားလားငြိမ့်တာအိမ်ရောက်မှငြိမ့်တာလားကားပေါ်တွေငြိမ့်တာကိုအားထုတ်ပြီးငြိမ့်တာလားအတိုင်းတိုင်းငြိမ့်တာပြုပြင်စရာလို့သေးလားတခြားလားအတန်ကတာပြုပြင်စရာမလိုဘူးတရားတွေကတရားတိုင်းတိုင်းငြိမ့်နေတာအဲ့တရားတွေကတရားတိုင်းတိုင်းငြိမ့်တာကိုဘာကြောင့်မသိတာလဲဆိုအဝိဇ္ဇာကြောင့်ဟလားအဲ့တော့တရားတွေကတရားတွေကြောင့်တရားတွေဟောရတာမဟုတ်ပါဘူးတဲ့တရားတွေကိုသူထင်ငါထင်အယူဝင်နေလို့တရားဟောရတာပါပူရာငါမှမဟုတ်တာကြီးရှိတဲ့တရားဟုတ်လားအဲ့တော့ပူရာတရားလို့မြင်တရားတွေကပူရာကြီးမရှိဘူးဆိုတော့တခြားလားငြိမ့်တာပူတော့လဲပူတဲ့အတိုင်းတိုင်းငြိမ့်တာငြိမ့်တာလည်းဟလားငါသိတာလားဉာဏ်သိတာဉာဏ်သိတာမဉဏ်ဘူးဉာဏ်သိတာငြိမ့်တယ်လို့သိတာခဏငြိမ့်တာလားအစဉ်ငြိမ့်တာလားသိလို့ငြိမ့်နေတာလားအစဉ်ငြိမ့်ရအောင်သိတာအဲ့တော့တိပြီးတော့သင်္ခါရဖြစ်မနေဘူးလားသင်္ခါရဖြစ်ရင်နိဗ္ဗာန်ချမ်းသာခံစားနိုင်သေးလားအဲ့ဒါပြဿနာနိဗ္ဗာန်ချမ်းသာအစဉ်ခံစားနေရပြီသင်္ခါရဖြစ်ရင်နိဗ္ဗာန်ချမ်းသာမခံစားဘူးဘာလို့သင်္ခါရငြိမ့်မှနိဗ္ဗာန်ချမ်းသာခံစားမယ်ပြောထားတာဟုတ်မြင်နေရတာသင်္ခါရအဲ့သင်္ခါရတခြားလားအာယုံသင်္ခါရကလည်းသင်္ခါရတိုင်းတိုင်းငြိမ့်ဘူးလားသင်္ခါရဖြစ်ရောနိဗ္ဗာန်ချမ်းသာခံစားနိုင်လားမခံစားနိုင်ဘူးခံစားနိုင်ပြီဟုတ်တယ်မလားအဲ့သင်္ခါရကိုရပ်ဖို့ကြိုးစားမှာလားအဲ့သင်္ခါရတိုင်းတိုင်းငြိမ့်တယ်လို့သိရအောင်သိလို့ငြိမ့်တာလားအစဉ်ငြိမ့်တာကိုသိတာအဲ့တော့သင်္ခါရမှငြိမ့်ပါလေဆိုဘယ်တရားမငြိမ့်ဘူးဘယ်တရားငြိမ့်ပါတယ်လို့ပြောရရှိသေးလားရှိတော့ဘူးအဲ့မဲ့ဆရာဒီကင်းဘက်မှာသွားဟောတာမန်းလေးပေါ့မင်းတို့တက်တဲ့လာမှာကင်းဘက်ဆိုတာရှိရဥညွန့်နိုင်လို့ရွာပေါ့ဥသိနဲ့ပါပြောကိုညွန့်နိုင်ဆရာတရားတွေပြောနေနောက်ကြတော့ဆရာအရှုံးပေါ့ကိုညွန့်နိုင်ခုဆရာဦးမောင်တော့လာတယ်ငါတရက်ချံတော့ပြစ်ထားလို့မရဘူးတရက်ချံသွားအောင်ပါပဲဆိုပြီးအဲ့လိုလုပ်လဲခင်ဗျားကမှတ်ထားတော့တဲ့နိဗ္ဗာန်ချမ်းသာတဲ့ဟုတ်တယ်မလားအဲ့လိုနိဗ္ဗာန်ချမ်းသာလွယ်ပြီးမရှိဘူးဦးဇင်းတို့တွေ့ကြုံနေရတဲ့အရာအလုံးကလည်းပညာတွေလားပရမတ်နိဗ္ဗာန်ချမ်းသာတယ်ပရမတ်နိဗ္ဗာန်ချမ်းသာတွေကြည့်ပဲချမ်းသာလွယ်မရှိဘူးနော်ဦးဇင်းလည်းအခုပဲတရားဟောတယ်ပြီးလို့ရှိရင်အာယုံကငါစိတ်တောက်အောင်ပါပဲဘာသေးလေးတောက်မယ်တခြားလားအာယုံတဏ္ဍာလားနိဗ္ဗာန်ချမ်းသာလေနိဗ္ဗာန်ချမ်းသာလွယ်ပြီးမရှိဘူးအာယုံတိုင်းကနိဗ္ဗာန်ချမ်းသာတော့သူ့တီယိုရီကမှန်လားမှားလားမှန်တယ်အဲ့တော့လူတွေကတရားလိုက်စားပြီဆိုမပင်မမှမစင်းရဲမှမအော်မှမဟစ်မှဦးသိန်းတို့လည်းအာရမလို့ဆိုကြတာတွေလည်းအများကြီးရှိပါတယ်မတိကြောင်လည်းဆောင်နေပြောနေလဲလေကုန်တယ်လေတို့လည်းနားလဲမှာမဟုတ်ဟိုတော်ကပြောတာပခုတ်ဆရာတော်တရားကြီးနဲ့ပတ်သက်ပါတယ်ကဲအဲ့ဒါဆိုဦးသိန်းတို့ကပြောမယ်ဗျာကဲဖယားက
စုံတာကတ်တဲ့ဝတ္တာစားပြီးတော့ဝင်းတော်လာတယ်လို့ပြောကြတယ်မပင်ပန်းဘူးလားဘုရားတော်မှာညီးတယ်လေအနန္တာကြီးငါ့ကိုရည်ကြီးလေးဆက်ကြပါသင်္ကန်းကြီးဒုကောက်လေးကောက်ခင်းပါငါဘုရားပင်ပန်းတယ်လို့မညီးဘူးလားအခုတော့သူကတရားသိမညီးမှမအော်မှမကြောက်မှမလန့်မှအဲ့ဒါသွားပြီလေအဲ့ကိုလန်းကိုစုပိတ်တာလေကဲနိုင်အော်ရာအာတဝလာတဘာဝသင်္ခါရဝိသင်္ခါရအဝိဇ္ဇာကင်းကဝိသင်္ခါရပဲကြံနေခဲ့တာစင်ကြယ်တာပဲကြံနေခဲ့တာသင်္ခါရတွေကလည်းစင်ကြယ်သွားပြီဝိဇ္ဇာကင်းသွားလို့ဟုတ်တယ်မလားအဲ့တော့မနာမမကျင်မမောမဆိုတဲ့ထင်ကြီးမှုတွေများတာပေါ့နော်လိုအပ်တာလေအဲ့လိုမဟုတ်ဘူးနာစရာရှိရမ်းတာလဲနာတာပဲကဲခုနပြောလို့ဖះရှင်လဲဒီဝရကကြောင်မောင်းနဲ့လိမ့်ချတယ်ကြောက်တုံးနဲ့ခြေမတော်ကွဲသွားတော့ဒီဘွားခေါ်ပြီးတော့သိမကူအောင်လားမနာမဆိုသိမကူမှာပဲသူတို့နာလို့သိကူရင်အဲ့ဒါတရားမဟုတ်တော့ဟုတ်တယ်မလားစိတ်ကုတရားကြီးကုမှာပေါ့နာသာရှိနာမှာပေါ့ဟုတ်တယ်မလားအဲ့တော့အဓိကသစ္စာသိမသိပဲဟာသစ္စာသိတဏ္ဍာရက်တယ်ကဲအခုလောဘဒေါသဖြစ်စေသမုဒယဖြစ်စေဒုက္ခဖြစ်စေတဏ္ဍာခဏရက်တာလားထာဝရရက်တာသမုဒယကအာယုံမှာအစင်မရှိတဲ့တရားနိရောဓကစင်ရှိနေတဲ့တရားရှိနေတဲ့တရားကြီးကိုရှိအောင်လုပ်เสียကိစ္စကြံသီလာပြီးဆုံးပြီလားတခြားလားသစ္စာလွတ်တဲ့ဉာဏ်အဲ့ဒါပရိဝေဒပဲပရိဝေဒမှာဆရာကလည်းမေးဘူးတဲ့ဆရာလို့တကယ်ပရိဝေဒပေါက်ဖို့ကအရေးကြီးဆုံးဘာချက်လဲဘာချက်လဲဆရာလို့ဥစဉ်သိတာစစ်စဲမရှိဘူးသိတာပရိဝေဒဉာဏ်ရဲ့အဓိကတော့ကြလို့မြင်တယ်လို့အဲ့လိုပြောမှုတယ်ပေါ့နော်ဟုတ်တယ်တဲ့ဆရာလည်းကဲအခုဖြစ်ချင်တာဖြစ်ဆဲရှိလားတခြားလားနိဗ္ဗာန်ကြောင်းသွားတာလားအော်တိုရောက်တာအဲ့ဒါကြောင့်တချို့ကစာဆက်တယ်မသွားမီကရောင်းနေပြီမလျှောက်ခင်ကရောက်ခဲ့ပြီတဲ့အခုကျတော့နိဗ္ဗာန်ဆိုတာတတိလေးထားမှအာထုတ်မှဟိုလိုထုတ်မှဒီလိုထုတ်မှနိဗ္ဗာန်ရှိနေတာမသိတာဝိဇ္ဇာအာထုတ်စေနာအာထုတ်နေရတော့ဆင်းရဲမလားပင်ပန်းမလားဆင်းရဲလဲဆင်းရဲတယ်ပင်လဲပင်ပန်းတယ်မတတ်တာတော့ကြောက်လဲမရတော့ဘူးနိဗ္ဗာန်ဝင်အောင်အာထုတ်နေတာမှားတယ်လို့မပြောဘူးအာထုတ်နေတယ်များသူကိုယ်သူလည်းကြီးညာပြီးသားငါနိဗ္ဗာန်မဝင်သေးဘူးဆိုတာကြီးညာပြီးသားကဲအခုနိဗ္ဗာန်ကလောဘဖြစ်လဲဝင်တယ်ဒေါသဖြစ်လဲစိတ်တွေဆင်းရဲနေလဲဝင်တယ်တောကတွေဖြစ်နေလဲဝင်တယ်ခဏဝင်တာလားသာရဝင်တာတိလို့ဝင်တာလားအစဉ်ဝင်တာတိတာအခုကျတော့နိဗ္ဗာန်အစဉ်ဝင်နေတာလေ तू မတိလို့လေအာထုတ်တာလေအာထုတ်လို့ရှင်မှားတယ်လို့တော့မပြောဘူးအာထုတ်နေတယ်များကျွန်တော်နိဗ္ဗာန်မရောက်သေးပါဘူးဆိုတာတခြားလားကြေညာပြီးသားလားကြေညာပြီးသားနော်လမ်းကတော့မှားတယ်မပြောဘူးခက်ခဲတယ်ပင်ပန်းတယ်ရောက်ဖို့မလွယ်ဘူးကိုယ်တိုင်လည်းလုပ်ခဲ့တယ်မိမိတို့ကိုယ်တိုင်လည်းလုပ်ခဲ့ပြီးပြီဟုတ်လားရင်တော့လို့လုပ်ခဲ့တာပေါ့ဗျာလို့မရှိတာကြီးကိုမရှိမှန်းမသိတာလားပေါ့အခုတော့မရှိတာကြီးမရှိမှန်းသိပြီဆိုရင်မရှိအောင်လုပ်เสียလို့သိလားဒီခုံပေါ်မှာဘာမှမရှိဘူးဆိုရင်မရှိတဲ့ဟာကြီးကိုမရှိအောင်ဘာလုပ်เสียလို့သိတခြားလားလုပ်ကုန်ရနိဗ္ဗာန်ချမ်းသာအဲ့တော့ကြတော့ဦးဇင်းတို့နိဗ္ဗာန်ချမ်းသာလွဲပြီးမရှိဘူးဆိုတော့လောဘဒေါသတွေကတောကတွေကနိစ္စတဲ့ပြီးတဲ့ရန်သူလားမိတ်ဆွေလားသူတို့ရန်ရှာပြီးတော့မောင်းထုတ်เสียလို့သိလားမောင်းထုတ်เสียလို့တော့ဘူးအဲ့ဒုက္ခတွေကိုဖယ်ပြီးတော့ဟလာနိဗ္ဗာန်သွားလို့ဘယ်တော့မှမတွေ့နိုင်ဘူးเนาะခုလည်းမတွေ့ဘူးနောင်လည်းတွေ့မှာမဟုတ်ဦးဇင်းတို့ဒုက္ခသည်ပင်လင်အာယုံမှာအာယုံမှာဥပဒနဲ့ခန္ဓာဒုက္ခပြောတာเนาะအာယုံမှာဖြစ်စဲမရှိပြည့်စဲမရှိမဖြစ်ခင်အားမရှိဖြစ်ပြီးတော့လည်းမရှိဒုက္ခအစဉ်မရှိတာတခြားလားនិရောဓသစ္စာနိဗ္ဗာန်ဟုတ်တယ်မလားဒုက္ခကိုဖယ်ပြီးဖယ်နေသမျှနိဗ္ဗာန်တွေ့ပါဒုက္ခကိုထိုးထွင်းနားလည်ပြီးတော့ဒုက္ခကအာယုံမှာပိသားတရားတွေပါအစဉ်မရှိတဲ့တရားတွေပါဖြစ်စဲမှလည်းမရှိပါဘူးပြည့်စဲမှလည်းမရှိပါဘူးအစဉ်မရှိတဲ့တရားတွေပါဆိုတာတခြားပြောတာလားဒုက္ခကင်းဟာနိဗ္ဗာန်ပြောတာခဏဝင်တာလားအစဉ်ဝင်နေတာနိဗ္ဗာန်ကိုဝင်အောင်အာထုတ်ခိုင်းတာလားနိဗ္ဗာန်အစဉ်ဝင်နေတာကိုသိခိုင်းတာအာထုတ်လို့မရဘူးတရားဆိုတာနော်ပုဂ္ဂိုလ်တ attva မဟုတ်အောင်အာထုတ်လို့မရပုဂ္ဂိုလ်တ attva မဟုတ်ဘူးလို့ပဲသိလို့ရတယ်ကိလေသာသေအောင်အာထုတ်လို့မရဘူးကိလေသာသေနေတာလို့ပဲသိလို့ရတယ်ကိလေသာဓာတ်၄ပါးမပါတော့အရှင်လားအသေး
တေတာကိုအားထုတ်ခိုင်းတာလားတေတာကိုသိခိုင်းတာသိလို့တေတာလားအစဉ်တေတာသိတာအဲ့တော့ကိလေသာအစဉ်တေဆိုနိဗ္ဗာန်ကိုခဏဝင်တာလားအစဉ်ဝင်တာလားတေမဝင်တာလားအခုမဟုတ်တော့ဝင်တာခဏလားထားတော့အေးလေဘယ်ကပြောဝိမု ക്തി တရားပဲပြောတာဟုတ်တယ်မလားသူကထွက်ကိုမထွက်တော့ဟုတ်တယ်မလားအဲ့ဒါကြောင့်နိဗ္ဗာန်ကတခါတော့အခါမပြန်ကဲတရားတွေကတရားအတိုင်းတိုင်းငြိမ့်နေပွားတယ်ကုသိုလ်ကလည်းတရားအကုသိုလ်ကလည်းဗျာကတာလည်းအဲ့ဒါတွေကအာယုံမှာဆိုတော့ပုဂ္ဂိုလ်တ attva မဟုတ်တဲ့တရားတွေကုသိုလ်ကလည်းရှိတဲ့တရားမဟုတ်ဘူးအရေးတွေအကုသိုလ်ကလည်းရှိတဲ့တရားမဟုတ်ဘူးဗျာကတာလည်းရှိတဲ့တရားတွေမဟုတ်ဘူးကဲရှိတဲ့တရားတွေမဟုတ်တဲ့အတွက်မရှိအောင်လုပ်เสียလို့သေးလားအလုတ်ပေးတရားလားအလုတ်သိမ်းတရားလားအလုတ်သိမ်းတရားအလုတ်ငိမ့်တရားကဲလွတ်အောင်လုပ်ရတာလားလွတ်ပြီးသားလားလွတ်ရတဲ့နေလေလွတ်ပြီးသားလို့သိလွတ်ရတဲ့နေလေဇာလာအပမလေးနာနှံ့ပါနေတာလွတ်ရတဲ့နေတော့ညီးတာတွေတွေ့ရမှာဒါနဲ့ကြည်သမီးနဲ့ညီဘယ်လိုလုပ်မလဲညီးတာကလွတ်တယ်ညီးတာနဲ့လွတ်တာကတခြားစီလားတစ်ထပ်တည်းပဲဘာလုပ်လိုက်ရလဲဘာမှမလုပ်လွတ်ရသည်လွတ်ရမြင်လေဝိတ္တယံတရားတွေရှေ့ဘူးွက်လေတဲ့ခဏလွတ်တာလားခါရလွတ်တာအလုံးနဲ့လွတ်တာလားအတိနဲ့လွတ်တာခဏလွတ်တာကိုသိတာလားခါရလွတ်တာကိုသိမှာဝိတ္တန္တရှိတော့ဘူးတဲ့အေးရသည်အေးရမြင်လေဘေးဗျာတွေရှိဘူးွက်လေဒုက္ခအစဉ်မရှိတော့ဘေးဗျာတွေရှိသေးလားနိဗ္ဗာန်ကိုတားဆီးလို့ရတဲ့အရာတွေဖြည့်ဆည်းလို့ရတဲ့အရာတွေရှိသေးလားအဲ့ဒါကြောင့်အေးရသည်အေးရမြင်လေဘေးဗျာတွေရှိဘူးွက်လေချုပ်ရသည်ချုပ်ရမြင်လေလှုပ်เสียရအောင်ရှိဘူးွက်လေတဲ့ကဲကိလေသာတွေအာယုံမှာဖြစ်ပြီးပြက်ပြီးသားတွေရှိတဲ့တရားလားမရှိတဲ့တရားလားခဏချုပ်တာလားခဏမရှိရလားခါရမရှိရခါရမရှိဘူးဆိုရင်ခဏချုပ်တာလားခါရချုပ်တာချုပ်ရသည်ချုပ်ရမြင်လေလှုပ်เสียရအောင်မရှိွက်လေကဲကိုလှုပ်လို့အားထုတ်လို့ချုပ်တာလားတဘာဝချုပ်တာတဘာဝချုပ်တယ်လို့ဒီချုပ်အောင်လှုပ်เสียရလို့သေးလားငြိမ်းရသည်ငြိမ်းရမှန်လေကိမ္မတာဤဆံရမြွယ်လေးပူထဲမှာငြိမ်းတယ်အေးထဲမှာလည်းငြိမ်းတယ်မငြိမ်းတဲ့တရားရှိသေးလားမိစ္ဆရမိတောင်လည်းငြိမ်းတယ်ပူတာတွေတော့တွေ့ရမှာပေါ့ဒါပေမဲ့ရှိတဲ့တရားလားမရှိတဲ့တရားပူတာမရှိရသည်တခြားလားငြိမ်းတာငြိမ်းတာတခြားလားနိဗ္ဗာန်ကိမ္မတာကိုကိမ္မတာဆိုတဲ့နိဗ္ဗာန်ကိုသေမဆံရတာလားအခုဆံရတာတရားကလွန်သက်တာဒီဝင်တက်စရာမရှိဘူးကွယ်လေးငြိမ်းတယ်လို့ဒီငြိမ်းအောင်လုပ်စရာငြိမ်းအောင်လုပ်ရမဲ့အလုပ်တွေဝင်နေရှိသေးလားအဲ့ဒါတော့ငြိမ်းရသည်ငြိမ်းရမြင်ရင်ကိမ္မတာပြီးဆံရပြီကွယ်လေးငြိမ်းရသည်ငြိမ်းရမှန်လေတရားကလွန်သက်တာဒီတဲ့ဝင်တက်စရာမရှိဘူးတဲ့ဘာမှဘယ်နဲ့မှဘလို့မှမလုပ်ရတော့ကဲအပယ်အာယုန်နဲ့ပုဂ္ဂိုလ်တ attva မဟုတ်ဘူးဆိုရင်ဘာတတ္တိရှိလဲအပယ်လွတ်တဲ့တတ္တိရှိတယ်ကဲအပယ်အာယုံကအာယုံတိုင်းတိုင်းပုဂ္ဂိုလ်တ attva မဟုတ်ပါဘူးပုဂ္ဂိုလ်တ attva မဟုတ်အောင်လုပ်เสียရလို့သေးလားအပယ်ကလည်းကိုအားထုတ်လို့လွတ်တာလားအော်တိုလွတ်တာလွတ်အောင်အပယ်လွတ်အောင်လုပ်เสียဝင်နေကြမသွားဘူးလားအပယ်လွတ်အောင်လုပ်မယ်ဆိုအပယ်ကြသွားရောဘာလို့အပယ်ကိုရှိထားလိုက်တာလွတ်အောင်လုပ်မယ်ဆိုအပယ်ကြနေတယ်ဆိုတော့အယူဝင်သွားတာဟုတ်လားအခုကဲလောဘဖြစ်စေဒေါသဖြစ်စေနိဗ္ဗာန်ပြင်မှာလားအတွင်းထဲမှာဘာလို့အတွင်းထဲမှာပြောလဲဆိုတော့အဲ့လောဘဒေါသတွေကဖြစ်ပြီးပြက်ပြီးတဲ့တရားတွေဉာဏ်သူတွေလားမိတ်ဆွေတွေကရှိတဲ့တရားလားမရှိတဲ့တရားလောဘဖြစ်စေမှာတဏ္ဍာလေလားရက်တယ်လို့သိရအောင်လုပ်เสียရလို့သေးလားအဲ့ဝင်နေတတ်တာပါတယ်လောဘဖြစ်စေမှာအဲ့လောဘကြီးကဟလားအစဉ်မရှိပါဘူးပယ်စရာကိစ္စအစဉ်ကုန်ပါတယ်ဆိုရင်နိဗ္ဗာန်လည်းဝင်ပြီးနိဗ္ဗာန်ချမ်းသာလည်းခံစားပြီခဏလားထားတော့ခံစားအောင်ဆူတောင်းရတာလားအားထုတ်ရတာလားအလကားနေနိဗ္ဗာန်ချမ်းသာခံစားလကားနေဘယ်ဒီစကားတွေပြောနိုင်မှာလဲဉာဏ်ဖြစ်မှပြောလို့ရတဲ့အရာတွေဟုတ်တယ်မလားအဲ့တော့ဒီပရမတ်ပေါ့နော်ဒီနေရာမှာဒီရဲ့ပရမတ်ဒါလေးကတော့ဆက်ဆက်ပြီးတော့လိုအပ်တယ်လောကမှာရှောင်ရမှုလိုအပ်တယ်ပရမတ်နဲ့ဘာမှမရှိဘူးဘာသေရုပ်တဲ့ဒီနေ့ကားရောဘာမရှိဘူးလေရှောင်ရလဲတောင်းရလဲရှိရနေရလဲအဲ့လိုဒီနေ့ကားကကိုယ်ဆွဲတဲ့ကားကဘယ်မှာလဲရဘူးကိုရှောင်ရလဲလို့လမ်းကြီးထဲမှာကားကွန်ကွန်တယ်ရှောင်တိုက်ပြီပေါ့
ကောက်မရှိထားဘူးလားမရှောင်ဘူးလားအေးရှောင်ရံတော့ဟာပြင်းရတယ်ပရမတ်နဲ့ရှောင်ရလဲရှောင်ရပြိတာအမှန်ကြီးရတယ်မရှိတာမရှိတော့ဟောလို့ပြန်ဘယ်လိုအားထုတ်ကြည့်တဲ့ကိလေသာကြီးဘယ်လိုအားထုတ်မှာအားထုတ်ပြန်အားထုတ်လို့ပြန်ဘူးသိလို့ရတယ်နော်အားထုတ်ရဘူးအဲ့ဒါပဲနေတယ်မှတ်တယ်ဒီပြဉ္ညာနဲ့မှာတော့ဒီဓမ္မဆိုင်ရာတွေလူပိဿာတွေရှိမှဉာဏ်တက်ပါနော်လောကပဲဆိုတာတော့ပြဉ္ညာမင်းတို့တရားကပြဉ္ညာတော်ကလုပ်လဲရပါမှာဒီတရားမလုပ်တော့မှတ်တယ်ဆိုတာကပြဉ္ညာနဲ့ထားမှာလားပြဉ္ညာနဲ့မှာတော့ဗျာဒီဉာဏ်တွေကိုပြဉ္ညာနဲ့ပြဉ္ညာနားလည်းကိုသူတို့တို့ဆိုရင်ဘယ်နဲ့လောက်ပေါ့အဲဒီလောက်ရှိပြီသူကသူလည်းရဲလို့မရဘူးနော်ရတော့သူကရတော့သူကသွားတော့သူကသွားတော့သူပဲနော်နောက်တော့ရှိတာပေါ့ဆရာကဘာပြောလဲဆိုတော့ဆရာတဲ့ကျွန်တော်တဲ့လူတယောက်ကမေးပြီဆိုရင်အပယ်လွတ်ပြီလို့မပြောရဲဘူးဆရာတဲ့သူပြောရဲလားပြောရဲဘူးအေးပေါ့ခင်ဗျအပယ်လွတ်ပြီလို့မပြောရဲဘူးဆိုရင်ခင်ဗျဥပါဒณะခန္ဓာကိုတဏ္ဍာလို့သိလားတဲ့သိတယ်တဲ့အဲ့ဒါကိုတုံညာလို့လည်းမြင်လားတဲ့နားလဲလားနားလဲပါတယ်တဲ့ပုဂ္ဂိုလ်တ attva မှုမှန်လဲသိလားသိတယ်အဲ့ဒါတော့ကျုပ်ခင်ဗျအပယ်မလွတ်တာကျုပ်လည်းမတတ်နိုင်ဘူးဗျာတဲ့နော်ဒါပေမဲ့အချိန်ပေးရတယ်လေတရားတွေက2 နှစ်လောက်ကြာတော့မှလားသူကလာပြောတယ်တဲ့တရားဝိုင်းမှာလည်းတပိဝိုင်းမှာပေါ့တရားဝိုင်းလည်းဖြစ်နေဆရာတဲ့ဘယ်သူမှတော့မပြောပါနဲ့တဲ့ကျွန်တော်အပယ်လွတ်ပြီဆရာတဲ့ဘယ်နှစ်ကြာလဲ2 နှစ်ကြာမှအချိန်ပေးရတယ်နော်သူပြောလို့တော့ယူသွားတယ်တကယ်ညံဖြစ်ဖို့ကြတော့အချိန်ကြီးပေးရတယ်နော်ပြောတာလွယ်တာဦးဇင်းတော့လွယ်တယ်ဆိုတာဟိုညံဟိုတားဆီးမဖြစ်အောင်ဆွဲခေါ်တဲ့သဘောပေါ့နော်တကယ်လဲသိသွားတော့လွယ်ပါတယ်တကယ်တမ်းကျတော့ဒါဟိုပြောယုံနဲ့နားကြပြီလို့တကယ်သိပြီထင်တာဒါပေမဲ့သူ့ကိုတကယ်ပိုင်နိုင်ဆုံးဖြတ်ချက်ချနိုင်ဖို့အတွက်ကြတော့ကို့မှာဒီဝိပဿနာအားတွေလို့တဲ့အချိန်ကြီးပေးရတယ်ဘုံတိုင်းရတော့ချက်ချင်းရတော့ခိုင်မာတဲ့ဉာဏ်မဖြစ်နိုင်ဘူးလေတဖြည်းဖြည်းချင်းအဲ့လိုကိုယ့်ဘက်ကလည်းဇွဲတွေဝိရိယတွေထားမှတဖြည်းဖြည်းချင်းဒီဉာဏ်တွေကရင်းကျက်တဲ့ဘောကတော့ဗျာအဲ့ကြမှာကဆရာရဲ့ရှင်တော်ဒီမှာတော့ပေလို့ပြရခင်ဗျာဘယ်တရားခင်ဗျာသာတော့ပေလို့သူ့တာလာပြောတယ်ပေလို့ဆိုတော့ဘုရားမပြောတယ်တော့အာမတရားကိုတရားတရားပဲကအဲ့ဒီလိုမျိုးပေလို့ဆိုတာပြောပြပါတယ်အခုဒီနေ့ကတော့ပေလို့ပြဘာလို့လဲဘာလို့ပြတာအာမမေးရတယ်သာသိရတယ်သာမှန်တယ်နော်ဒီကအပေနဲ့အပေါ်တိတ်ပြီးတော့ဟုတ်ကဲ့တော့အာယုရုပ်ကပုဂ္ဂိုလ်တ attva ပုံလို့ဒီအပေခဏလောက်တာပါတယ်လို့တော့အာယုတာလားပုံလို့တာအဲဒီကူးနေရဲ့အဲ့ဒါအိဗတ်ဆန္ဒဟုတ်တယ်နော်ဟိုတနေ့ကဟိုဒီကတာလေးအာမအားသိလောက်ပူတာပေါ့အဲ့ဒီကတော့เนี่ยအဲ့ဒီကပုဂ္ဂိုလ်တ attva ဟုတ်လားဟုတ်လားဖြစ်နေတာဖြစ်အောင်လားကြားလာတယ်ပူဖို့တော့ဟုတ်တယ်အညာဆိုင်ဖို့အညာတွေ့ရအောင်ကြောက်တော့လို့ဆိုတော့အဲ့လိုပဲသိကဖြစ်တယ်ဟုတ်တယ်မလားအဲ့လိုလေးတွေအကျိုးကြလည်းတရားပြောင်းတော့အာမတော့ကြာမောင်းဒီမှာသာတေခါရဘာတော့ပူလိုက်တာတော့တရားမဘိုးတရားတဲ့တရားပါတဲ့တကယ်တော့တော့ဆောင်းချောင်းဒီမှာဒီလိုပေါ့ဘာမှဟိုဒီလိုနဲ့ပါတရားကြည့်လို့ရတယ်အဲ့တော့ဆရာဆောင်းချောင်းပါအေးတယ်အဲ့ဒါဒီကိုကြည့်တယ်ဒီကဓမ္မကိုပါတာကမကမ်းပါဘူးမကမ်းပါဘူးဒီငါကပ်တယ်ဆိုတာကပူလောင်ပြီးကအဲ့ကဲဒီမှာကဒီစိတ်ကမှန်တယ်ပြတာမလားဒါတော့မဖြစ်ခင်အားရှိတာပြည့်စဲမှာရှိတာပြီးတော့ရှိကြားလာလို့ဒီပူပေါ်ကြတော့ပူပေါ်ပတ်သက်ပြရတော့ပူမှာပဲဟုတ်တယ်မလားပူပေါ်ပူလာယူချတာပါလို့ဒီလိုဒီစားပါလို့နားလေဒီပါဒီလိုတော့
တရားမေးစရာဘာလို့မေးစရာမာမာဒုပါဗျာ စီစဉ်ဆက်ဆောင်ရွက်နေပါတရားတော်ရှင်ကဟောကြားတော်တော့တရားတော်မှာကိုပါတာလို့ဒီရည်ရည်တကယ်ဘောဓမြတ်ဒေသနာအေအကျဉ်းရက်ွက်ရိုးရဲအရာဒီရတာဒီလိုရင်းနေတာကဘာကြီးလဲဆက်တာမှာတိုက်ပေါင်းလို့ဆောက်ဆောက်တော်ကြတော့နောက်တော့ပေါင်းတယ်ဒီရတော်ပေါင်းမှာအာရုံဘောဓပေါ်ဆိုနေတာပါဗျာအများဆုံးဒီလိုရပါဘူးခင်ဗျာ ဘုဒ္ဓအမြတ်ယူတော်ရာပါသာဓုသာဓုသာဓုဘုဒ္ဓအမြတ်ယူတော်ရာသာဓုသာဓုအမြတ်ယူတော်ရာသာဓုသာဓု အဆုံးစီနေရဘုရားဉာဏ်သိရတဲ့တူသုံးနေလို့ဆိုရင်တရားဝဲစီစဉ်ယုံကြည်ရောမရပါဘူးလား သာသနာတိဗံတိတုဗုဒ္ဓံသာသနာဗုဒ္ဓံသာသနာတိယံတိတုသာဓု ဘာမိတ်တယ်နော်နောက်တော့2026ခုနှစ်ဒေါ်လာ7ရက်နေ့လေးမှာတရားတော်ဘုတော်မှာဘဝထဲမှာတရားစာအပိုင်းတော်တရားကောင်းတဲ့ပြင်ဒီလိုဟောတာဖြစ်ပါလေဆိုတဲ့အကြောင်းကျိုးရည်သိပြီးကျင်းရပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ